ုံချီတော့လည်းပြက်ပြီးတွေတုံးလို့မရတော့ဘူးအခုလည်းတုံးတဲ့ဟာလည်းတိတ်ပြီးတော့မကောင်းဘူးတစ်ဖက်ပဲစောင်းနေတယ်ဖြစ်နေတယ်တက်အောင်လည်းလှုပ်လို့မရတိတ်လည်းပြန်စားလို့မရဒုက္ခမင်္ဂလာပါရှင်ကုညီပြီးတော့ချက်ပေးကြပါ12နာရီမှာနားတဲ့သူတွေပေါ့နော်မနေ့စောလိုက်မလွင်ရလို့လူစင်လဲတိတ်ပြီးတော့မလာဘူးတယောက်ပဲလာနေတယ်လာလွင်မှလူစင်လာမယ်ဆိုရင်သေပြီးငါမအားတဲ့အချိန်ဘယ်လိုလုပ်မလဲတာလိုက်လွင်မှလာမယ်ဆိုရင်တော့သွားပြီပေါ့တာလိုက်မလွင်လဲလာပြီးတော့ထည့်ပေးကြပါတညတစ်ခါပုံမှန်အတန်းတော့ကြုံညာထားတယ်လေအရေးပေါ်တယ်အရေးကြီးတယ်အဆလာဆိုင်ကွာဒီလာစင်လူစင်တို့ရေလာစင်လူစင်ဆိုရင်လေလာစင်လူစင်ဆိုရင်မမိုးလိုက်မလွင့်လဲစောက်เสียမလို့ဘူးနော်ကိုလာတိုင်ထဲတဲ့အကောက်ကိုလာတိုင်ထဲတဲ့အကောက်တေချာကြည့်အဲ့ဒီလာတိုင်ထဲတဲ့အကောက်ကတချို့အကောက်တုတွေကနေတို့တော့ဆက်သွယ်တာအဲ့ဒါတော့စကားပြောနေနော်တချို့မမိုးရလူစင်တွေကလာတိုင်မမိုးစီမှာပတ်စံပို့တယ်အချိန်မရှိလို့ကမန်းကဒန်းနဲ့အော်ဘယ်သူပဲပါမစစ်စေပဲနဲ့အမမိုးရဲ့အတန်မကြပဲနဲ့အဲ့ဒီလူလေအမမိုးပုံနဲ့သွားပြီးတော့ဆက်သွယ်လိုက်လို့မမိုးအကောက်နာမည်နဲ့သွားပြီးတော့ဆက်သွယ်လိုက်လို့စာပဲရေးတဲ့အချိန်မှာပို့လိုက်တဲ့ဘန်နံပါတ်ကိုသူတို့ယုံပြီးတော့သူတို့ထဲမိတယ်အဲ့ဒါမှမလဲအံ့ဩတာပေါ့နော်ကိုစီမှာလာတိုင်လူပေးတဲ့အလူစင်ကကိုရဲ့အတန်အမြဲတမ်းကြားတဲ့အလူစင်ကကိုရဲ့ဘန်နံပါတ်ကိုသိတဲ့အလူစင်ကနေရင်းနဲ့အကောက်တူကသူ့ကို9မိနစ်အတွင်းမှာပဲတော်တော့ဆက်သွယ်လိုက်လို့ပို့ပေးလိုက်တာအဲ့ဒါဘာလဲဆိုတော့မစီစစ်လို့ပါမစစ်စေလို့တေချာမကြည့်လို့နော်ကြည့်လိုက်လို့ရှိရင်မမိုးပုံနဲ့တပုံနဲ့ပဲမမိုးနာမည်နဲ့တခုတည်းပဲမမိုးအကောက်နဲ့တကောက်တည်းပဲဒါမဲ့အကောက်ကအတုနဲ့အစစ်လေအစစ်ဆိုတာသူ့ဘာသာနဲ့သူစစ်တယ်အတုကတော့နေတို့အသေးစစ်တယ်လာမှာပေါ့နော်အဲ့ဒီအသေးစစ်တယ်လာတဲ့မမိုးရဲ့အကောက်ကိုတတိထားနေရင်းနဲ့မမိုးကငါတို့နဲ့အဆက်သွယ်စီးပြီးလေမမိုးကငါတို့နဲ့အဆက်သွယ်စီးပြီးလေဘယ်လိုမျိုးနောက်တကောက်သူဆက်တယ်လာတယ်အဲ့ဒါတော့စဉ်းစားစရာပဲနောက်တကောက်ဆိုအဲ့ဒါလူလိမ်ပဲလေမမိုးဘာဖြစ်လို့အကောက်တစ်ခုကိုကွာဟို၄ခု၅ခုမိုးကောက်တောင်းရမှာလဲမမိုး10ကောက်ဆေးလို့ရှိရင်10နာမယ်ရှိတယ်ပုံဆိုရင်လဲတပုံတစ်မျိုးပဲမတူဘူးမမိုးအကောက်များတယ်ဟုတ်တယ်မမိုးအကောက်များတယ်ဒါပေမဲ့မမိုးအကောက်30မိုး3လို့ရှိရင်အဲ့ဒီအကောက်ထဲမှာပုံဆိုတာပုံပေါ့နော်မမိုးရဲ့တပုံကအမျိုး30ရှိတယ်တပုံနဲ့တပုံမတူဘူးနာမည်လည်းမတူဘူးနာမည်ဆိုရင်မိုးတော့ပါမယ်အနောက်မှာဆိုရင် winter ခိုင်မာ summer color အဲ့လိုမျိုးပါမယ်မိုး winter မိုးခိုင်မာမိုး summer မိုးကူဝဲမိုး color မိုး flower အဲ့လိုမျိုးဖြစ်နေတာတပုံလည်းမတူဘူးအခုနေရင်းနဲ့မမိုးရဲ့မိုးကွဲပုံအခုလိုက်လို့တဲ့အကောက်ကငါတို့နဲ့အဆက်အသွယ်စီးပြီးလေအင်ကြီးအနီးရဟုတ်လားအခုဘာဖြစ်လို့အသေးရဆက်သွယ်လာတယ်ဆိုတာတုလေအဲ့ဒါစဉ်းစားလိုက်တော့အဲ့ဒါတုပဲအဲ့ဒါ copy လူလိန်တွေကမမိုးရဲ့အကောက်ကိုတုပြီးတော့နေတော့တော့ပြီးတော့လိန်တာအေးပြောရတာမမိုးတော်လဲစိတ်ပြက်တယ်ပြောရင်နော်စိတ်လူအစ်စ်ဆိုရင်မသိလို့ပို့မိတယ်ယုံမိတယ်ဆိုရင်နားလဲပေးလိုက်မယ်အခုလှတိုင်းလူပေးတဲ့သူအမြဲတမ်းကိုယ့်ရဲ့ဘန်နံပါတ်ကိုယ့်ရဲ့အကောက်သိတဲ့သူကလူလိန်ကမနေ့ပိုင်းမှာပဲသွားပြီးတော့လိန်နေဆိုတာသွားပြီးတော့ယုံနေဆိုတာကိုယ့်ရဲ့အကောက်စစ်ကိုလည်းသိကြတယ်ဘာဖြစ်လို့မစစ်စေးတာလဲပေါ့နော်အောက်နောက်တွေနည်းနည်းသုံးပေးကြပါအောင်နော်နှလုံးသားပဲမသုံးနဲ့အိုမမိုးကအကူညီလာတောင်းတယ်အိုမမိုးကူညီလာတောင်းတယ်ဆိုကူညီပေးရမှာဘောမမိုးချစ်တဲ့အနေနဲ့မမိုးလေးစားတဲ့အနေနဲ့ဒါပေမဲ့မမိုးမဟုတ်ဘူးလေနေတို့သေချာကြည့်အောင်မမိုးအစစ်ကဒီလိုမျိုးတခါမလုပ်ဘူးနေတို့ဆက်တက်လာတဲ့မမိုးကတနည်းအတွင်းထဲမှာနေတို့အလူတွေတက်ခံဘူးလားငါရဲ့လစင်လူစင်ဘလောက်ပဲဖြစ်ဖြစ်ငါသွားပြီးတော့ပတ်စံတောင်းတာငါတခါမလုပ်ဘူးနော်အချိန်ရောက်လို့စင်တို့ပတ်စံပို့လို့စင်ငါလက်ခံမယ်နော်တို့ပတ်စံလာမပို့ဘူးဆိုရင်ငါအမျောနေမယ်အဲ့ဒါပဲပြီးလို့စင်တို့မမိုးမေးမယ်လိုင်းထဲမှာနေတို့လာလူလို့အစင်မပြေတာဘာတွေဖြစ်လဲမမိုးကအမြဲတမ်းမေးတယ်တို့ရဲ့အကောက်ထဲမှာအမကို900ပါလွှဲပေးပါအမ1000ပါလွှဲပေးပါမမို့တခါမလုပ်ဘူးနော်အဲ့လောက်တယ်ဆိုတာဒါလူလိမ်တွေပါနော်မမို့ကဘယ်သူစီမ900ပါပို့ပေးပါ1000ပါပို့ပေးပါအဲ့လိုမျိုးတွေးလို့စင်လေဒါတတိထားတော့သိအောင်တတိထားတော့ချက်ချင်းဘလော့လိုက်တော့လုံးဝဆက်ပြီးတော့စကားပြောနေတော့မမို့အစီရဒီလိုမျိုးသွားပြီးတော့မတောင်းဘူးသူများရဲ့ငွေတွေနော်မင်္ဂလာပါစင်လေလိုက်ဆောင်မလုပ်ဘူးနော်မမို့အဲ့လောက်ရင်ကြေးတာလည်းမဟုတ်ဘူးโอเคနော်မင်္ဂလာပါစင်နေမရှိဘူးစင်
โอเคဟောအခုအဲ့ဒီလူလဲကအကောက်တက်မှာမင်္ဂလာပါစင်ငါပုံနဲ့မင်္ဂလာပါစင်900ပို့ပေးပါစင်မိုးပန်နံပါတ်ပို့ပေးမယ်စင်မိုးကိုမယုံဘူးလားစင်မိုးကိုမယုံဘူးဆိုရင်မိုးကလင်းနာမယ်ပြက်တခါမစီဝမလေးလူလဲကနေနေတို့လိန်တာမျိုးနေတို့မအားတဲ့အချိန်မှာလေးဖုံးဆဲမယ်အောင်မလေးနော်နေတို့မအားတဲ့အချိန်နေတို့မီးမစိမ့်တဲ့အချိန်သူဟန်ဆောင်ပြီးတော့ဖုံးဆဲမယ်ပြီးတော့နေတို့ပြန်ကန်တဲ့အချိန်မှာသူဖုံးချမယ်မမိုးလိုမျိုးဟန်ဆောင်တဲ့လူတွေအဲ့ဒါတတိထားပါနော်မမိုးအဲ့လောက်ဟိုဗလဲဟိုစီးတဲ့အလူစင်အားလုံးကိုမင်္ဂလာပါစင်လိုက်ပြီးတော့လောက်တာမဟုတ်ဘူးပြီးတော့မမိုးကိုတိုင်ဘက်ကလည်းဘသူစီမမတငယ်ချင်းတွေအားတော့မမိုးမလုပ်ဘူးမမိုးရဲ့အလူစင်တွေတချို့တော့မမိုးလာပြီးတော့အားတော့မမိုးလက်ခံဖို့အချိန်မရှိဘူးโอเคနော်အဲ့ဒါစဉ်းစားပါနော်မမိုးလူခဏလာ၄နှစ်စီပြီနေတို့အောက်နောက်3ပါโอเคဒီလိုမျိုးလူလိမ်လူညာတွေကစီလာတာနေပေါင်းများစွာစီပြီလေဘာဖြစ်လို့ကိုမသိကြတာလဲကို Facebook တုံးတဲ့အချိန်မှာလဲကိုလေ့လာအောင်တချို့မှာ Facebook ပဲတုံးလို့တတ်တယ်အပတင်းပဲကြည့်လို့တတ်တယ်ပတ်စံပဲထည့်လို့တတ်တယ်ဒါပေမဲ့လူလိမ်လူညာရဲ့အကျိုးကြောင့်လဲဟိုလူလိမ်လူညာအကောက်တုလူရောက်မာတွေရဲ့ဗလဲဟိုလမ်းကြောင်းဒီကြားပြကန်တွေရဲ့လမ်းကြောင်းလေးလေ့လာအောင်ပေါ့နော်ဘယ်လိုမျိုးလိန်စားညာစားလဲပြီးတော့လည်းအဲ့ဒီအင်္ဂလိပ်ပုံကအဲ့ဒီအင်္ဂလိပ်ပုံတွေပေါ့နော်တွေ့လားအင်္ဂလိပ်ကောင်ပုံတွေအင်္ဂလိပ်မပုံတွေတင်ပြီးတော့ကိုနဲ့ရီးစားလာဖြစ်မယ်လို့ဘာလို့နဲ့ကိုစီမာ iPad တွေပို့ပေးမယ်ဆွေတွေပို့ပေးမယ်ငွေတွေပို့ပေးမယ်ဒေါ်လာတွေပို့ပေးမယ်ပြောပြီးတော့အဖာထဲမှာထည့်ကော်မီနောက်ဗီဒီယိုတွေရိုက်ပြပြီးတော့နောက်ဆုံးတော့ပို့ခပေးရမယ်တဲ့အခုကျွန်တော်ကပေါ့နော်ချစ်ကိုပေါ့နော်ထည့်ပေးလိုက်တာအများကြီးပဲဆွေရောလက်ကောက်ရော iPad ရောဟုတ်လား iPhone ရောဒေါ်လာတွေအသိန်းနဲ့ဒီဖာထဲမှာပါတယ်ဒါပေမဲ့ချစ်ကကျွန်တော်အတွက်ပို့ခ3000ဘ4000ဘ5000ဘပဲပေးချစ်ဒီဖာကိုရလို့စင်ဘငွေအသိန်း30 20ရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလဲသွားယုံပြီးတော့တချို့မှလဲသွားပို့မိတယ်ဟိုတခါတော့မမိုးရွာနာလူကောင်မလေးတယောက်ထိတာမယူတူယူပဲသူထိတာလေပြီးတော့သူပို့လိုက်ပြီးတော့ပို့ခ3000တော့သူစက်တင်အဲ့ဒီဟာကိုသူရမယ်ဒါမဲ့အဲ့ဒီကောင်လဲသူ့ကိုထားပြီးတော့လိန်တယ်ကွာလိန်လို့ရတယ်ဆိုတော့ထားပြီးတော့လိန်တယ်ပေါ့နော်အခုမမိုးရဲ့အကောက်တုတုံးတဲ့လူတွေလည်းဒီမျိုးပဲအကောက်မမိုးလိုမျိုးဟန်ဆောင်တဲ့အကောက်တုတုံးတဲ့လူလိန်တွေကအဲ့ဒါလိုမျိုးပဲအဲ့ဒီမမိုးရွာပေးနာကောင်မလေးလေသူ့ကို3000ပေးလိုက်ပြီးတဲ့နောက်ပိုင်းမှာသူကမရသေးဘူးနော်ဘယ်လိုလဲချစ်ရေနေပို့တဲ့ဖာငါပို့လိုက်ပြီလေပို့ကချစ်ရေနေရလေကုမ္ပဏီမှာသွားယူရမယ်အဲ့ဒီကုမ္ပဏီမှာသွားရင်ခင်မနေနောက်ထ1000နေထားထည့်ရမယ်သူလည်းထားပို့တဲ့1000နောက်ဆုံးတော့သူ့ရဲ့ငွေကုန်သွားတာ9000ကနေ9000အထိနောက်ဆုံးတော့ဘာမှမရဘူးပြီးတော့အဲ့ဒီလူလင်တွေကရိုးကုန်ပြီတချို့တွေကဘာမှမသိဘူးသွားပြီးတော့ယုံသေးတယ်နော်အခုမမိုးပုံနဲ့လိန်စားတဲ့ကောင်တွေကလေသူများသူတို့ကို900ဘာပို့ပေးလိုက်ပြီလေ900ဘာပို့ပေးလိုက်ပြီနော်အဲ့ဒီမမိုးရဲ့အလူစီ900ဘာအလိန်ခိုင်းပြီနော်သူလိန်လို့ရလို့သူကအမရေအမပို့လာပေးတဲ့900လေမလောက်ဘူးအမမိုးလိုအားတာလေဒီထက်များတယ်နောက်ထပ်900ဘာထားပို့ပေးလို့ရမလားအဲ့ဒီဒုတိယအချိန်အဲ့ဒီလူလိန်ထားတောင်းမှသူတို့တတိစီလာတယ်တချို့900အလူစီနေရတချို့မှတော်သုံးတယ်ပြီးတော့တော်သုံးတယ်မမိုးတော်လန်ရေးလောက်တာမမိုးသူတို့တတိပေးတာလေပြောတာမမိုးလူရောက်မှဆဲတာမကလူလိန်လူညာတွေကိုမလိန်ရအောင်အကောက်တူကဆွစစ်တာဘယ်လိုမျိုးစစ်စီရမလဲငါစင်းပြတာငါချပြတာငါသင်ပေးတာအကောက်စစ်ဆိုတာဘယ်လိုမျိုးကြည့်ရမလဲအကောက်တူဆိုတာဘယ်လိုမျိုးကြည့်ရမလဲကြည့်လို့မတတ်ဘူးစစ်လို့မတတ်ဘူးဆိုရင်ဘန်နံပါတ်ပဲမှတ်ထားမမိုးရဲ့ဘန်နံပါတ်ကဒီဆက်သွယ်လာတဲ့ဒီအကောက်တုတွေမမိုးပုံပဲဖြစ်မမိုးအဖေပုံပဲဖြစ်မမိုးအမေပုံပဲဖြစ်မမိုးမိသားစုပုံပဲဖြစ်ဦးကျော်သူပုံပဲဖြစ်နုနုထွေးပုံပဲဖြစ်ဆက်သွယ်လာပါစေဒါပေမဲ့သူပို့လာတဲ့ဘန်နံပါတ်ကမမိုးရဲ့အလူခံဘန်နံပါတ်မဟုတ်လို့စင်လုံးဝမပို့မိစေနဲ့မပေါ်စားနဲ့နော်လုံးဝမပို့မိစေနဲ့တချို့တွေကလေဘန်နံပါတ်မတူလဲပို့တာပဲဘာလဲမသိအောင်တော့မတုံတတ်ဘူးငါလေတော်စိတ်ဆင်းရဲတယ်လူမျိုးဒီမျိုးလူစင်တွေတွေ့ရတာတကယ်ပဲငါရဘန်နံပါတ်လဲသူတို့လာတိုင်ပို့တယ်ခင်မေကြည်နဲ့ပြပြမို့လို့ခုပဲစီးတယ်ဆိုမှပဲလူလိန်ပို့လာပေးတဲ့ဘန်ဘာသန်းဘာဦးမလည်းမသိဘူးနာမည်တွေကတခြားအောင်တော့နေမတုံးမဲနဲ့တော့ပို့လိုက်တာငါမမိုးသူတို့ဆူလိုက်လို့စင်းလေဘာဖြစ်မမိုး900ပဲ1000ပဲအဲ့ဒီ900ပဲ1000ပဲနေတော့အရောက်ပေါင်းများစွာအလင်ခန်းတဲ့ချိန်မှာအဲ့ဒီပတ်စံတွေကဆူလိုက်လို့စင်းတလားဘငွေပဲ1000ပဲ2သိန်းပါသွားပြီလေအဲ့ဒါနော်နေတော့အောင်နောက်တွေနည်းနည်းသုံးမယ်ဆိုရင်နည်းနည်းလိမ်ပါမယ်ဆိုရင်နေတော့ရောက်ပေါင်းများစွာအလင်ခန်းတဲ့လူတွေနေတော့နည်းနည်းလိမ်ပါမယ်ဆိုရင်အဲ့ဒီငွေတွေကခွေးသားဖို့ကြည်ဖို့ဆိုတာအလုံးထောင်နဲ့ရပြီဟုတ်တယ်နေတော့တယောက်ဆိုရင်900နေတော့လိမ်ခန်းတယ်တယောက်ဆိုရင်1000တယောက်ဆိုရင်900တယောက်ဆိုရင်100ဒါပေမဲ့အရောက်ပေါင်းများစွာနေတော့အောင်နောက်မသုံးတဲ့အချိန်မှာနေတော့ငွေတွေကဘာတွေဖြစ်သွားမလဲနော်ဒီလိုမျိုးလိမ်စားညာစားတဲ့အကောက်တုတွေကဒီအခုမှပဲပေါ်လာတာမဟုတ်ဘူးပေါ်လာတာဟိုတော်လိုင်းရေးစကြတဲ့ဟိုတော်လိုင်းရေးမစခင်မှာဒီလိုမျိုးလူလိမ်ညာတွေကစီးတာအလိမ်မခံရအောင်လဲသင်ပေးတယ်ဘယ်လိုမျိုးကြည့်ရမလဲဘယ်လိုမျိုးစစ်စေရမလဲစစ်စေလို့မတတ်ကြည့်လို့မတတ်လို့စရင်ဘယ်နှပါကိုကြည့်မဟုတ်လို့စရင်လည်းဘယ်နှပါကိုကြည့်လို့မတတ်လို့စရင်မမွေးရဲ့အတန်မကြားမချင်းမပို့နဲ့အဲ့လောက်တော့ပြောနေတာငါအတန်လည်းမကြားရသူများဘယ်နှပါပို့လိုက်တဲ့နဲ့ပြန်ပို့ပြလိုက်တယ်မမိုးလို့ထင်ပြီးတော့ပို့လေဘလောက်ဒေါ်သားထွက်ဖို့ကောင်းလဲ
ပြီးတော့အခုလူလဲအကောက်တူမမိုးစီတဲ့မိုးဝင်ထအကောက်ဆိုရင် follow 3သိန်းစကွာအဲ့ဒီမိုးဝင်ထuniform မမိုးဗလဲအောက်ထုတ်ဆောင်ထားတဲ့အဲ့ဒီအကောက်မိုးဝင်ထပုံဒီမှာဒီပုံနဲ့လဲလိုက်ပြီးတော့လူခန္ဓာမမိုးတင်ထားတယ်မမိုးရဲ့အကောက်စစ်တိုင်းမှာဝင်ကြည့်လိုက်မမိုးရဲ့အကောက်စစ်တွေအကောက်တူစီပါတယ်နော်ဆိုတာအကောက်တူတွေတတိထားပါဆိုတာတင်ထားတယ်ဒီမှာအထိုးထားတယ်ဒီမှာအထိုးထားတယ်မှာနှိပ်လိုက်ဒါအကောက်တူတွေသူတို့ရဲ့ဘန်နဘပါလဲဘန်နဘဆိုတာလုံးပေါင်းမြတ်ဆိုသူတို့သုံးတယ်နော်တတိပေးထားတယ်အကောက်တူကဘယ်လိုမျိုးစာရေးလဲနော်မင်္ဂလာပါစေပို့ပေးပါစေ900ပါစေဒါသူတို့ရဲ့ဘန်နဘတွေနော်အဲ့မှာတတိပေးထားတာကိုအကောက်တန်းမှာတတိပေးထားတာကိုချဲလဲခဏချဲပေးစောက်ခင်းစကြဘူးတချို့မှာလဲမမို့လူခံတဲ့အချိန်မှာပဲလာပြီးတော့နားထောင်တယ်ပတ်စံလူတယ်မမို့ရေ900လူမဲဆိုတာအေးမောင်လေးရေ900လူမဲဟုတ်လားရေးလာပြီဆိုတာတတိထားနော်လူမဲရေးတဲ့လူတွေအားလုံးအဲ့ဒီလူလိန်ကချက်ချင်းတို့တပရက်ဆက်သွယ်လိုက်မယ်မမိုးလို့မတင်လိုက်နဲ့အဲ့ဒီလူလိန်ကမမိုးပုံနဲ့သူသုံးမယ်မမိုးနာမည်နဲ့သူသုံးမယ်နေတို့တပရက်ဆက်သွယ်မယ်တတိထားပါလို့တတိပေးနေတဲ့အချိန်မှာပဲဟုတ်ကဲ့မမိုးတဲ့မကဘူးနော်မမိုးအကောက်စိတ်ကတို့တပရက်ဆက်သွယ်တယ်ဒီအခုလည်းလည်းကမဟုတ်ဘူးမိုးခဲတော့အကောင့်နဲ့ကွာ follow တသိန်းကျော်မမိုးအတန်မမိုးဘန်နဘပို့ထားတယ်မမိုးဟုတ်ကဲ့မမိုးအတန်ကြားပြီးဟုတ်ကဲ့မမိုးဘန်နဘလည်းကျွန်တော်တွေ့ပြီးဟုတ်ကဲ့မမိုးမနေ့ဖန်ပို့ပေးမယ်မနေ့ဖန်ပို့ပေးမယ်ပြောပြီးတော့မမိုးကိုတန်ကသူတို့ကိုတတိပေးပြီးနော်အကောက်တုတတိထားပြောပြီးတော့ရမနေ့ဖန်ကျတော့ဘသူစီမှာတော့ပို့လိုက်သေးလားအကောက်တုအကောက်မှာတော့ပို့တယ်ဘလောက်တောင်းလဲဆိုတာကြည့်စမ်းငါကိုတန်ကသူတို့နဲ့တော့ဖုံးဆက်ပြီးစကားပြောပြီးငါပို့ထားတဲ့ဘန်အစစ်လဲသူတို့ကိုပို့လိုက်ပြီးဟုတ်ကဲ့မမိုးဒီဘန်နဲ့ပို့မယ်မနေ့ဖန်နေရင်းနဲ့အဲ့ဒီလူလဲငါအနောက်မှာသူတို့တော့ဆက်တယ်လိုက်လို့အတန်လည်းမသိဘူးနော်စာပဲရေးပြီးတော့သူတို့ကိုတောင်းတာအဲ့ဒီလူလိန်ရဲ့ဘန်နဘောက်သူတို့ပို့လိုက်တာအဲ့ဒီလူလိန်ရဲ့အကောက်ကိုယုံပြီးတော့အတန်မကြားတဲ့အကောက်ကိုယုံပြီးတော့ပတ်စံပို့တယ်ငါရဲ့အကောက်စစ်ကြတော့ကွာငါသူတို့နဲ့စကားပြောငါခွေးစကားမပြောတော့ငါလူစကားပြောတာနားလဲပြီးသိပြီးဆိုမှငါရဲ့အကောက်စစ်မှပြန်တော့မပို့ဘူးအဲ့ဒါငါဒေါသမထွက်လို့တက်လာအဲ့လိုမျိုးလူစင်မျိုးငါမဆဲလို့တက်လာမင်းတို့စဉ်းစားကြည့်လေငါကိုတန်အကောက်စစ်ကသူတို့နဲ့တော့စကားပြောပြီးဘန်နဘလည်းပို့ထားတယ်သူတို့သိတယ်မနေ့ဖန်ပို့လာမယ်ဆိုမှပဲနေရင်းနဲ့အဲ့ဒီကောက်တူကသူတို့ကမနဲ့စောသူတို့တော့ဆက်တယ်ကွာဆက်တယ်တော့အဲ့ဒီကောက်တူစီမှာထဲလိုက်တယ်ဘလောက်တုံးလဲဆိုတာကြည့်စမ်းအဲ့လောက်တော့မမိုးကတတိပေးထားတဲ့အကောက်တူတတိထားနေတော့ဆက်သွယ်သွားမယ်မမိုးပေါင်နဲ့သွားပြီးတော့စားတွေရေးပတ်စံတောင်းလို့စိမပေးနဲ့ဟုတ်ကဲ့သိပြီးမမိုးနားလဲပြီးတဲ့ဒါပေမဲ့ပတ်စံပို့တဲ့အချိန်မှာလူလန်ကောက်တူဒီမှာပို့တယ်လူလန်ကောက်တူစီမှာပို့တယ်အဲ့လိုမျိုးတောင်းအားတဲ့သူကတော်လိုင်းမလုပ်လို့စိအကောင်းဆုံးပဲတကယ်မဲမမို့တော်ဒေါသထွက်တယ်ဒီငါတခါမှမတင်မိဘူးငါသွားပြီးတော့မဆက်သွယ်ရဘူးငါကောက်စင်းနဲ့ငါစကားမပြောရဘူးဆိုရင်အေးပို့မာလိုက်တယ်မမို့လို့ထင်လို့ဟုတ်လားယုံမိလိုက်လို့အခုမဟုတ်ဘူးပြီးတော့ညပိုင်းမှာစကားပြောဟုတ်ကဲ့ပါညီမလေးအခုလောဆယ်အကိုတို့ကအမတို့ကပတ်စံပို့လို့မရဘူးမနေ့ဖန်ဆိုရင်ပို့မယ်ဟုတ်ကဲ့ပါအမလူလိန်ကတူတတိထားနော်တပရက်ဆက်တယ်လို့စစ်စကားပြောနေတော့ဒါမိုးရဲ့အကောက်စင်းနော်မိုးကောက်စင်းစကားပဲပြောတယ်အတန်ပဲသွင်းတယ်ဟုတ်ကဲ့ညီမဟုတ်ကဲ့ပြောနေတဲ့သူကမနေ့စောကြတော့ပို့လာတဲ့ပတ်စံဟိုအကောက်တူရဲ့ဘန်ထဲမှာဖြတ်ပန်းတော့ငါစီမှာပို့လာပေးတယ်ကြည်စမ်းဖြတ်ပိုင်းကကြေတော်ငါရဲ့ဘန်မဟုတ်ဘူးလေအကောက်တူရဲ့ဘန်လေဖြစ်နေတယ်လေအဲ့ဒါ183နေတော့ငါ့ကိုလေမမိုးကလေနေတော့တောင်းတာရိုးတောင်းတာမဟုတ်ဘူးအရန်ကိုတောင်းနေတယ်ဒီလိုမျိုးတောင်းတဲ့လူကဘာပေါ်မှာစီသေးလားလို့ငါလဲတခါတလေငါအံ့ဩတယ်တော်လိုင်းရင်လောက်တယ်နိုင်ငံရေးလောက်တယ်ဆိုတာလိမ်မာရမယ်လေဟုတ်လားအကောက်တူအကောက်စစ်ခွဲခြားတတ်ရမယ်အမအမှန်ကိုရအောင်ခွဲခြားတတ်မယ်အခုနေတော့တော်လိုင်းရေးလောက်တာတခုပဲနိုင်ငံရေးလောက်တာတခုပဲမအေးလို့တော့တော်လိုင်းတခုပဲလူလဲလူညာဆိုတော့ခွဲခြားလို့မတတ်ဘူးနေတော့စစ်စစ်လို့မတတ်ဘူးလားလေ့လာမှုတွေအမှန်တကယ်ဆိုရင်တော်လိုင်းရေးသမားတွေနိုင်ငံရေးသမားတွေကလိမ်မာရမယ်လေလူလဲလူညာတွေမထိရအောင်အခုနေတော့အောက်နောက်မတောင်းဘူးနေတော့စိတ်ပဲနေတော့တောင်းနေတော့အောက်နောက်မတောင်းဘူးနေတော့ခေါင်းနေတော့မတောင်းဘူးတိလားမမို့ဒေါသထွက်မှာဘူးပြီးတော့ဒီလိုမျိုးမမို့သွားတော့ဗလဲသူတို့အလိန်ခံမှာကျွန်တော်ကိုအကောက်စင်းနဲ့ကိုသွားတော့ဆက်သွယ်ထားတာစကားပြောပြီးအတန်နဲ့သွင်းပြီးသူတို့လည်းကြားပြီးနော်3ယောက်4ယောက်လောက်ရှိတယ်ဒါပေမဲ့အကောက်စစ်တဲ့မှာပတ်စံပြန်မပို့ဘူးဘယ်နှပါလဲပို့ထားပြီးမပို့ဘူးလူလေအကောက်သူတို့သွားတော့ဆက်သွယ်လိုက်လို့ဘယ်နှပါပို့လိုက်လို့သူတို့ပို့လိုက်တယ်ဘလောက်တောင်းအားလဲဆိုတာလက်လာမှုမရှိအောက်နောက်မတောင်းပေါ့စကိုငွေနဲ့ကိုတိုင်ဖို့မထားအဲ့လိုမျိုးဖြစ်နေတာငါအရင်ကိုဒေါသထွက်တယ်နော်ဒီမှာလေပြီးတော့ဒီမှာလူအစ်စ်လူခန္ဓာအော်လာမသေးတသေးပဲအရေးပေါ်တဲ့ကြည်ဖိုးလိုအပ်တယ်မြုပ်တီဖိုးလိုအပ်တယ်100လောက်ရဖို့မလွယ်ဘူးနေတော့ကြတော့ပတ်စံစီတာ900 1000လူလန်ရနေတော့10မိနစ်တော့စာတွေရေးပလန်တော့တော့ထဲဘလောက်ရင်နာဖို့ကောင်းလဲကြည့်စမ်းငါအစ်စ်ကဒီမှာငါအော်နေတာငါလူခန့်နေတာငါအစ်စ်ကနေတော့တော့ဆက်သွယ်ထားတာလေဖုံးဆက်ထားတာလေအတန်တွင်းထားတာလေဘာဖြစ်လို့ပို့တာလဲလူလန်အကနေတော့အတန်လည်းမသွင်းဟာစာတလုံးနှလုံးရေးပြီးတော့တော့ထဲတော့အောက်နာပါလေတော့အောက်နာချီပဲစီတော့တာလား
ငါအလူခန်းတာငါတော်တော်စိတ်ပြက်နေပြီတကယ်ပဲအလူခန်းလို့မအားဘူးဒီမေအေလောအကောက်တူနဲ့နေတော့တတိပေးရတယ်တို့တောင်းအားတဲ့အတွက်ကြောင့်တို့အရန်ကိုအားတဲ့အတွက်ကြောင့်ငါခဏစင်ပြရတယ်အဲ့လောက်တော့ပြောနေတာထိတာနဲ့တိုင်းဒီမှာလဲစင်ပြတာတတိပေးတာနဲ့တိုင်းနေတော့အလူခန်းလိန်ခန်းတိုင်းနဲ့တိုင်းပါလဲပြောနေတယ်လေအလူစစ်ကအတန်ပဲသွင်းနေတာစာမရေးဘူးဆိုမှပဲမေအေလောအကောက်တူကစာရေးနေတယ်ငါပုံနဲ့သုံးပြီးတော့စာရေးနေတယ်ဆိုမှမင်းတို့ဘာဖြစ်လို့စိတ်မနေမစစ်ကြတာတို့နားပေါက်နေမစစ်ဘူးလားငါပြောတဲ့စကားခွေးစကားမဟုတ်ဘူးလူစကားပါငါတော်တော်ဒေါသထွက်တယ်ပြီးတော့ငါမသိဘူးငါထိန်လို့မနိုင်ဘူးကွာဒီမှာအလူခံတယ်အရေးကြီးတယ်အရေးပေါ်တယ်အလူငွေလိုအားတယ်အကောက်စစ်ကအော်နေတာအကောက်စစ်ကဘယ်လိုလဲတင်ပြပေးတာခဏချပြပေးတာပဲလားမောင်မို့ကိုဘယ်လိုမျိုးဆက်သွယ်ရမလဲတင်ပြနေတာကိုစောက်ယူမဆိုင်ဘူးအကောက်တူတော့ပို့အဲ့ဒီအကောက်တူကမြောင်းလာရဲ့ခွေးတွေအလောက်ကမစင်းတဲ့မေလို့တွေဘာတောင်မှမထမ်းဆောင်တဲ့မေလို့တွေတိုင်းပြည်အတွက်ဒီလူတွေဘာမှမလုပ်ပေးတဲ့ကောင်တွေငါပုံနဲ့လောက်စားပြီးတော့လိန်စားနေတဲ့ကောင်တွေတော့တော့ထဲတာဘလို့ရင်နာဖို့ကောင်းလဲငါဘယ်တော့မပြောနဲ့နော်အိုး900ပဲညီမလေးဘာမှဖြစ်ဘူး1000ပဲလူပေးလိုက်မယ်တို့လုံးဝကုသိုလ်မရဘူးโอเคနေတို့လုံးဝကုသိုလ်မရဘူးလူလိန်လူညာလူရောက်မှအလောက်မရှိကန်မရှိလူတရားရဲ့ပုံနဲ့အတောင်ချပြီးတော့လိုက်ပြီးတော့ပတ်စံလိန်တဲ့ကောင်ကနေတော့သွားပြီးတော့ပေးတာနေတော့လုံးဝကုသိုလ်မရဘူးလူတယ်လို့မပြောနဲ့ဒီလိုက်ဆိုတော့ငါရလူစီမငါပြန်တော့ဆူရတော့မယ်ဆဲရတော့မယ်ငါတကယ်ပဲပြီးတော့လေအဲ့ဒါတော့တက်တခုနောက်ဆိုနောက်ပြီးတော့လေအများကြီးပဲအကောက်ပေါင်းများစွာငါ့ကိုပြန်လာမေးသေးတယ်မမိုးဒါမမွေးအကောက်လာကျွန်တော်တို့ဆက်တလာတယ်တနေ့ဆိုရင်ငါအလူခံစရာမလိုဘူးသူတို့ပဲပြန်တော့ဖြေရတော့တယ်မမိုးဒီမှာအကူညီလာတောင်းတယ်ဒါမမွေးအကောက်လာငါဘာဖြစ်လို့နေတော့ငါပြန်လာတော့မေးနေရတာလဲငါပြောတယ်လေငါအစ်စ်ကနေတော့သွားပြီးတော့မဆက်သွယ်ပါဘူးငါအစ်စ်ကနေတော့သွားပြီးတော့သူငယ်ချင်းမအားဘူးငါအစ်စ်ကနေတော့သွားပြီးပတ်စံမတောင်းဘူးလို့နေတော့တွဲလို့စင်ဘလော့လိုက်ပါငါ့လာမမေးနဲ့ငါမဟုတ်ဘူးနော်ငါပြောနဲ့ငါငိုတော့မယ်ဒီမှာနော်အဲ့ဒါအလိန်ခန်းတာတော့တခုကတော့သိတယ်ဟုတ်တယ်မမိုးအကောက်တုကြောင်ညာတာကျွန်တော်တို့သိတယ်ကျမတို့သိတယ်ဒါပေမဲ့အကောက်တုတော့ဆက်တယ်လို့စင်ရင်တို့ကစကရင်ဆော့ရိုက်ပြီးတော့မမိုးပြန်လာပြီးတော့မေးရမှာအဲ့ဒါတို့ကျင်တယ်အဲ့ဒါကိုတနေ့ဆိုရင်ရောက်30 40လောက်စီးတယ်ပြန်လာပို့တာအဲ့လောက်တော့ပြောနေတာငါ့ပြန်လာမမေးနဲ့နော်နေရင်းနဲ့နေတို့သိတယ်အကောက်တုစီးတယ်အကောက်တုကနေတို့တော့ဆက်တယ်မယ်အကောက်စစ်ကဘသူအကောက်စစ်ကဘသူမှတော့မဆက်တယ်ဘူးသူငယ်ချင်းမအားဘူးပတ်စံလည်းမတောင်းဘူးနော်နေတို့လာပြီးဆက်တယ်ရမှာတခုပဲအကောက်စစ်ကနေတို့လာပြီးဆက်တယ်လို့စင်နေတို့နဲ့အဖန်နဲ့ပို့မယ်စကားပြောမယ်စာမရေးဘူးအဲ့လောက်တော့ပြောနေတာကိုစကရင်ဆော့ရိုက်ပြီးတော့ငါလာပြီးတော့မေးတနေ့ကောင်ငါလူငန်းတော့ဒီအခုဒီတလောမှဆိုရင်လူလိန်ကောင်းတဲ့ငါချပြလိုက်သူတို့ငါစင်းပြလိုက်တဲ့အချိန်ကုန်မြေပြင်မှာဘလောက်ပဲကြည်စံဖို့လို့ခွေးတွေဘလောက်ပဲ3ကျန်းအဲ့ဒီရောက်တွေလုတ်ပေးစရာမလိုတော့ဘူးအဲ့ဒါဘာကြောင့်လဲနေတို့အောက်နောက်မတုံတဲ့အတွက်ကြောင့်နော်ဘလောက်ပဲပြောနားမထောင်ခူးမဆိုင်မကြားတာလားအော်နားကန်းတာလားငါလည်းမသိငါပြောတဲ့စကားလဲပမာစကားပဲကရင်စကားလည်းမဟုတ်အားလုံးနားလည်တဲ့စကားဖြစ်တယ်ရင်နာတယ်ပြီးတော့နော်ဒီမှာတညထိုင်ပြီးတော့လူခန်းတာမနဲ့နော်မနဲ့2 နာရီ3 နာရီသူများတွေအိတ်ကုန်ပြီတပြားရဖို့ကငိမ့်တာပဲတယောက်ပေါ်လာဖို့စားရတာအခုသူတို့ပြန်လူလိုက်လို့စင်ဟိုအကောက်တူးမှာပြန်ထည့်လိုက်လို့စင်ဟိုအကောက်တူးမှာဘလောက်ရင်နာဖို့ကောင်းလဲဒေါသထွက်เสียမကောင်းဘူးလားဒါဟမ်လူစေးရစောင့်နေတာဒီမှာမျက်စိတွေပြူးပြီးတော့မျက်လုံးတွေနီးပြီးတော့မျက်လုံးတွေစားပြီးတော့မိုးလင်းတော့မယ်ဒီတော့မလူဘူးအကောက်တူးနေတော့တလုံးနှလုံးတော့ပြီးတော့ငါပုံနဲ့အကောက်တူးတယ်နေတော့တလုံးနှလုံးစားတွေရေးပက်ဆန်တွေဘန်နဘာတွေပို့နေတော့ပြန်တော့ပို့တယ်ဒီတော့ငါဘေးနားမှာနေစင်ငါရိုက်သားလိုက်ပြီတကယ်ပဲပြီးတော့ဒီလိုမျိုးတောင်းလို့စင်ငါဘေးနားမှာနေစင်ငါရိုက်သားလိုက်ပြီမထားဘူးအဲ့လောက်တောင်းတာပြောနေတာကိုတချို့မှလည်းမမိုးလူတော့မယ်နော်လူပေးလိုက်ပြီနော်ပို့ပေးလိုက်ပြီနော်အဲ့လိုမျိုးရေးလာတိုင်းငါတွေ့တိုင်းမှာတတိထားတော့အကောက်တူအမြဲတမ်းပဲတတိပေးတယ်ဘာလို့ဆိုတော့ငါလူပေးတော့မယ်ငါပို့ပေးလိုက်တော့မယ်လူချင်းနဲ့ရေးလာတဲ့သူကအဲ့ဒီခွေးတောင်းစားတွေကအခုထိုင်ကြည့်ပြီးတော့စောက်ကြည့်နေတာလူချင်းတဲ့သူကိုသူတို့စောက်ကြည့်တာလူချင်းနဲ့ပြောပြီးတော့သူတို့ကမမိုးထက်မြန်တယ်ချက်ချင်းငါပုံနဲ့နေတော့တော့ဆက်သွဲတာအဲ့ဒါတတိထားဒါမဲ့ငါပုံနဲ့နေတော့ဘလောက်ပဲဆက်သွဲဘလောက်ပဲတောင်းသူတို့ရအတန်မသွင်းပါဆိုတော့သူတို့တွေကမမိုးမဟုတ်လို့နားလေလား
တို့ရငါမဟုတ်လို့တို့အတန်မသွင်းဘူးတို့စာပဲရေးဆက်မပြရေးနေမယ်ပြီးတော့နေတို့စီမှာဟန်ဆောင်တော့ဖုံဆက်နေတို့ကင်မယ်ဆိုရင်တို့ဖုံချမယ်အဲ့ဒါပဲအစစ်မမဟုတ်တာလေအဲ့ဒါအောင်နောက်3ပေးကြ你都俺别拿嘛，你老先来，一都没有俺。好，这卡的话，同样来要是的，俺那来一十多是的，俺那来是个不要比包的起码路人高包的是俺，一大进来一路先的，俺一个一大进来的个呗，俺谁那没有？妈妈，我有地铁进来，别路太阳没来啊。ပယာစီကိုရဲ့အခုကတော့မမိုးကလူလိန်ကောက်တူမမိုးပုံနဲ့သုံးတဲ့လူတွေကိုနော်မမိုးပုံနဲ့သုံးတဲ့လူလိန်တွေတတိထားနော်အခုရေးလာပြီဆိုရင်သူသွားပြဆက်သွယ်မယ်လုံးဝစကားမပြောနဲ့အဲ့ဒါမမိုးကနေတော့မဆက်သွယ်ဘူးဘယ်နှပါတော့မမိုးအထိုးထားပါတယ်ဒီမှာနော်မမိုးရဲ့ဘယ်နှပါအစစ်နော်165 295 3134ထိုက်ပါနေပဲနော်ခင်မေကြီးနော်165 295 3134ထိုက်ပါနေပဲနော်ခင်မေကြီးဒီမှာပြမယ်နော်မပြလို့စရင်လည်းအလိန်ခံရမယ်အဲ့မမို့ပြောတယ်လေဘာဘယ်လိုမျိုးစကလုံးပြောရမလဲပြောဖို့လဲစကလုံးမရှိတော့ဘူးအဲ့လောက်တော့တတိပေးနေတာသွားပြီးတော့အလိန်ခံရသေးတယ်ဆိုတော့ဘယ်လိုလုပ်မလဲဒါဒီဘန်နဘာနှစ်ခုပဲမမို့လူခံတယ်နော်တခြားဘန်နဘာတွေးလို့စင်တာလူလိန်ကောက်တူငါရဖုံးကလည်းအခုငါလဲလို့မရဘူးဖြစ်နေတယ်ဟေးဘယ်လိုလုပ်မလဲမသိရမလားအမျိုးဆိုရင်ပြလို့ရမလားကဲဒါနော်ဘန်နဘာ165 295 3134ထိုက်ပါနေပဲနော်ဘယာစီကိုရေးဒီမှာနော်မနေ့ဖန်မဟုတ်အပေါ်တခုနော် SCB ဘန်165 295 3134ထိုက်ပါနေပဲနော်အောက်တခုကတော့343 163 343 163 အဲ့ဒါတော့ကစီကွန်ဘန်ဒီနှစ်ခုပဲနော်မမိုးအလူခံတာနော်မမိုးပုံနဲ့ပဲဖြစ်မမိုးနာမည်နဲ့ပဲဖြစ်ဒါမဲ့ဒီဘန်နဘာမဟုတ်ဘူးဒီနာမည်မဟုတ်ဘူးဆိုရင်အဲ့ဒါလူလိမ်ပဲနော်ဒါတတိထားချက်ချင်း block စကားမပြောနဲ့မမိုးလာမမိုးစစ်လာတူလာတူလည်းမမင်းနဲ့ block ချက်ချင်း block နော်ဒါမမိုးစစ်လူခံတဲ့ဘန်ဒီဘန်နဘာအပေါ်တခုအခုမမိုးလိုက်စော်တဲ့အချိန်မှာမမိုးပင်ထောက်ထားတယ်မယ်လီအေးအကောင့်နဲ့အဲ့မှာကြည့် comment အောက်ဆုံးမှာစာတစ်ချောင်းစီးတယ်အဲ့ဒါဘန်နဘာနော်အပေါ်ကဘန်နဘာပဲအောက်ကဘန်နဘာတော့ကစီကောင်လူအမပို့မလူအလို့စင်မပို့နဲ့တာပုံရိုက်ပြီလားရိုက်ပြီလို့စရင်ပတ်စံလွှဲလာပါပြီးဆိုရင်မွေးရဲ့ messenger မှာဆက်သွယ်လာပေးဖြတ်ပိုင်ပို့လာပေးပါโอเคဒီအကောင့်တူကမမို့ပြောမယ်နော် comment နဲ့လူတော့မကောက်ဘူးနော်တော့ဆက်သွယ်တာမမိုးကိုချဲပေးတဲ့သူနဲ့မမိုးကိုလိုက်ပေးတဲ့သူအကောင်လုံးသူတို့တော့ဆက်သွယ်တာအဲ့ဒါမမိုးလို့မထင်လိုက်နဲ့နော်ပြောထားပြီးနော်နေတို့ကြည့်တဲ့အချိန်မှာလဲတေချာနားထောင်နော်ကြည့်တာတခုနဲ့ပဲမလုံးနဲ့နော်မမိုးအကောက်စေးကဘသူစီမမသွားပြီးတော့ဆက်သွယ်ပြီးတော့ပတ်စံတောင်းတာမလုပ်ဘူးနော်စာလေးမအလူစင်နဲ့ဆိုရင်လုံးဝစာမရေးဘူးနော်အတန်ပဲသွင်းတယ်အဲ့ဒါမှတ်ထားဟုတ်ကဲ့ပါအမရေ2000ပါရောက်ပြီနော်ကျေးဇူးရတင်ပါတယ်မရေ300ပါဒေါ်လေးပါဝင်ပါတယ်တဲ့မြို့သိမ်းတိုက်ပွဲအတွက်ဟုတ်ကဲ့ပါဒေါ်လေးရေကျေးဇူးရတင်ပါတယ်300ပါရောက်ပြီနော်ကျေးဇူးရတင်ပါတယ်မဒေါ်လေးတောင်းနေတော့ဝယ်ဘောနဘာနော်လေခင်မေကြီးလို့နော်မမိုးကအရင်တော့ဆိုရင်ဒီကောက်တုတွေမပေါ်လာခင်မှာအောင်ရပြီဟုတ်ကဲ့ပါဒီကောက်တုတွေမပေါ်လာခင်မှာလေမမိုးလိုက်လွင်လို့စရင်အရေးကြီးတဲ့နဲ့ပြောမယ်ပြောဆက်စီတဲ့စကားတွေပြောမယ်ပြီးတော့အလူခံမယ်အချိန်ကုန်ပြီးတော့ဒီအကောက်တုတွေကိုအလူစင်တွေစင်ပြဆရာမလို့ဘူးအခုကိုရအလူစင်တချို့မှာအောင်းနောက်မတုံကြဘူးမလေ့လာကြဘူးပေါ့ဆတယ်ကွာကိုပြောတဲ့စကားလည်းတေချာနားမထောင်ပြောကြည့်တော့ကြည့်တယ်နာမည်မမိုးတတိပေးတာတွေကိုသူတို့စောက်ခီမဆိုင်ဘူးဖြစ်နေတယ်စောက်ခီမဆိုင်တော့လူလည်းသူတို့တော့ဆက်တယ်တော့သူတို့လည်းပို့မိတယ်အလိန်ခံရရောသူတို့ပြန်တော့စုလို့စင်ဘာမှဖြစ်ဘူး300ပဲ900ပဲအဲ့ဒီ300 900နဲ့အရောက်ပေါင်းများစွာတုံအားလို့စင်ဘယ်လောက်ပါသွားမလဲဟုတ်လားကိုတယောက်ပဲဆိုရင်ပြဿနာမရှိဘူးကြမ်းအရောက်ပေါင်းများစွာအဲ့လိုမျိုးတုံးနေမယ်အုံနောက်မတုံကြဘူးဆိုရင်ငွေကဘယ်လောက်သွားပြီလဲမမိုးပုံနဲ့ဆိုရင်တလားသူတို့ဘငွေပဲနဲ့တင်ရပြီလဲစဉ်းစားကြည့်နော်အဲ့ဒါကိုတယောက်တည်းနဲ့ကွန်ပျူတာနဲ့ကိုလိုမျိုးအုံနောက်မတုံဘူးဆိုရင်အရောက်ပေါင်းများစွာစီလာလို့စင်
လူလိန်ရငွေတွေအများပြားရပြီအလောက်ကန်မရှိဘဲနဲ့ဘာမှမလုပ်ဘဲနဲ့ PDF တွေမဖြစ်ရဘဲနဲ့အသက်တွေမပေးစားဘဲနဲ့စစ်တွေမတိုက်ရဘဲနဲ့မမိုးပုံနဲ့လိုက်ပြီးတော့လူခံပြီးတော့ရတဲ့ငွေကိုကိုကျိုးအတွက်ပြန်တော့သုံးမိသားစုတွေပြန်တော့ဘေးမျိုးချပြီးတော့စစ်ခွေးဘက်ကပြူစောတီးတွေလည်းဖြစ်နိုင်တယ်ဒီဘက်ကလူရောက်မှကြားပြကန်အဖွဲ့တွေလည်းဖြစ်နိုင်တယ်မောင်ချစ်သူအဖွဲ့တွေပေါ့နော်အဲ့ဒါတော့စဉ်းစားလေတို့ရဲ့ငွေကအဲ့ဒါစိတ်မနာဘူးလားအဲ့ဒါအောက်နောက်သုံးပေးစားပါဟုတ်ကဲ့မင်္ဂလာပါရှင်အလူလုံးမလို့လားအလူလုံးမဲ့ဆိုရင်ဘယ်နှပါပို့ထားပေးမယ်နော်ကိုမင်းအောင်လိုက်ဘက်ကပြူစောတီးတွေဆိုရင်ငါပြတယ်သူတို့ပတ်စံတွေမရှိဘူးပြီတို့ငါပြတယ်အဲကြောင့်အမျိုးမျိုးတောင်လိုင်းသမားတွေရဲ့ပုံတွေနိုင်ငံရေးသမားတွေပုံတွေ PDF တွေရဲ့ပုံတွေအတုံးချပြီးတော့လိုက်ပြီးတော့လူခံအကိုဘက်ကနိုင်ငံရေးသမားတောင်လိုင်းသမားဖြစ်လို့ရှိရင်ကိုအောင်နောက်တောင်ရမယ်နော်ပြည်သူဖြစ်လို့ရှိရင်အောင်နောက်တောင်ရမယ်နော်လေ့လာပါမပေါ်စားနဲ့ပေါ်စားတဲ့အရာကဘယ်သူအတွက်နဲ့မှမကောင်းဘူးကိုယ့်အတွက်နဲ့မကောင်းတယ်လို့ဥမာတောင်လိုင်းသမားဆိုရင်လည်းသူတို့ပေါ်စားလို့ရှိရင်သူတို့သိမှာပဲပြည်သူဆိုရင်လည်းပေါ်စားလို့ရှိရင်လည်းလင်ခံရမှာပဲအဲ့ဒါပဲမမိုးဘယ်နှပါပို့လိုက်ပြီနော်အပေါ်တစ်ခုထိုက်ပါနေနော်အောက်တစ်ခုကတော့ကစီကောင်ပါလွယ်ပြီးလို့စင်ဖြစ်ပိုင်းပို့လာပေးပါ389ပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်နော်ဒီညော်ပို့ရေးဟုတ်ကဲ့ရောက်ပြီညီမရေရောက်ပြီစင်ဘာမှဖြစ်ဘူးနိုင်တဲ့လောက်ထည့်ပေးလို့ကျေးဇူးရတင်ပါတယ်နော်ဒီတို့ရေဒီဟာမကောင်းတော့ဘူးဘယ်လိုလုပ်မလဲဖုံထဲတာဖုံပြန်ပြီးတော့ထွက်တယ် तू ကမကင်ထားတော့ဘူးလေပြီးတော့အရင်တော့ဆိုရင်မဖုံထဲလို့ရှိရင် तू ကဖုံဒီမျိုးကင်ထားတယ်အခုကျတော့မဖုံကင်လို့ရှိရင် तू ကအဲ့လိုမျိုးဖြစ်တယ်ထွက်သွားတာပေါ့နော်ပြီးတော့မမိုးရခင်မောက तू အသစ်တစ်ခု तू ပဲပြည့်တယ်ဒါတော့မီယိုမိုင်းလေးနဲ့ပါတယ်ဒီအသစ်တစ်ခုကကတင်ပေါ်မှာသူ့ရဲ့ခြေထောက်ထားလို့ရှိရင်မရဘူးဖြစ်နေတယ်ပဲ့ပြီးတော့နောက်ပြီးတော့ကင်မရာပြန်ထည့်ထားတဲ့နေရာလဲတက်ကြီးအစ်အပေါ်မှာထောင်လို့မရဘူးဖြစ်နေတယ် तू ကအဲ့လိုမျိုးဖြစ်နေတယ်အေးဘယ်လိုဖြစ်မှလဲမသိဘူးငါစိတ်တွေပြက်ကုန်ပြီဒီကင်မရာလဲတစ်ဖက်ပဲစောင်းနေတယ်နော်အခုဘာမှလုပ်လို့မရမမိုးကင်လိုက်တာနဲ့ဟို12နာဟိုခုနကတော့စိတ်တင်12နာရီ15မိနစ်20လိုက်လွင့်မလို့အိမ်ကလေးသွားကြိုပြီးပြန်လာတဲ့အချိန်မှာလေဒီခြေတောက်နဲ့ပဲရန်ဖြစ်နေတယ်အိုးငါလည်းဘာမှလုပ်မရပဲ့ရင်လည်းပဲ့ပါစေတော့စောင်းရင်လည်းစောင်းပါစေဘာမှမဖြစ်ကိုရအတန်ကြားလို့စင်တော်ပြီအလူစင်တွေကရောက်ခမလည်းလာမယ်ပြီတို့ရေမမူလည်းမအားငါရခမ်းမှာဆိုရင်လည်းလမ်းဆောက်ဖို့နေရာမရှိဘူးပြီတို့ရေကရင်အင်ကြီးပမာဝိုင်းဆက်တော်လန်ရေးအင်ကြီးတော်လန်ရေးအုတ်ထုတ်တော်လန်ရေးဘဲအိတ်အိုးပြည့်နေတာပဲလမ်းဆောက်ဖို့မရှိတော့ဘူးပြီးတော့မမိုးရခင်မောကဒီခမ်းပြန်လာပြီးတော့အဲ့ရမယ်မမိုးကြတော့ဆိုဖာခမ်းမှာပြန်တော့လိုက်လို့ရမယ်အတန်ကျဲကြီးစကားပြောလို့မရတော့ဘူးနော် तू ကဒီမှာပြန်လာအဲ့ပြီဆိုကိုကဆိုဖာခမ်းမှာတော့လိုက်လွင့်အဲ့ဒီမှာပဲအဲ့ပြီးတော့ရောက်ခမ2ပတ်3ပတ်လာမယ်လာကုန်တဲ့အထိလာမသိနေမယ်ပိုင်ငါရကံပဲလည်းတစ်ဖက်ကြီးတာနဲ့ဒီတလအတန်ကျဲကြီးပြောလို့မရအောင်အော်ဟုတ်ကဲ့အကိုရေဖုန်းနဲ့မိုးပို့ပေးတာဖုန်းနဲ့ပါမဟုတ်ဘူးလေထိုင်းဘန်ပါအကိုကမလေးစားမှာဆိုရင်မလေးစားဘန်မိုးပို့ပေးမယ်နော်ခဏလေးနော်မလေးစားဘန်မိုးပို့ပေးမယ်ခဏလေးစောက်ပေးပါကိုကြီးရဲ့အမှန်နော်မလေးစားဘန်နော်ကိုလွဲပြီးဆိုရင်ဖြတ်ပိုင်ပို့လာပေးပါစင်အိုင်ငါဘယ်လိုလုပ်မလဲတိဒုက္ခအဲ့လေငါမကြိုက်ဘူးကွယ်ဒီလိုမျိုးကင်မလာရဲ့ခြေတော့ဘယ်လိုလုပ်ရမလဲဟာထားလိုက်ပါတော့မော်ပြီအေးအဲ့လိုမျိုးဖြစ်ပါစေတော့ရပြီလားတော်ပြီနော်ဘာမှပြဘူးမမိုးရဲ့မျက်နှာနဲ့မမိုးရဲ့အတန်ကြားလို့စင်တော်ပြီ
နာရီစီးနေဝေကန်နော်နောက်ဒီလေးရေလိုက်လွန်းရတာလေမပင်ပန်းဘူးတကယ်ပဲအလူခန်းရတာလည်းမပင်ပန်းဘူးစင်ခွေးတွေဆဲရတာလည်းမပင်ပန်းဘူးအားရတယ်ဒါပေမဲ့ပင်ပန်းတာပါလေသိလားကိုယ့်ရဲ့အလူစင်တွေတုံးနေတဲ့အချိန်မှာအနေတဲ့အချိန်မှာအလိန်ခံတဲ့အချိန်မှာကိုပြောတာနားမထောင်တဲ့အချိန်မှာကိုပြောတာမလစ်လာတဲ့အချိန်မှာကိုအဲ့ဒါအရန်ပင်ပန်းတယ်နော်ဘလောက်ပင်ပန်းလို့ဆိုတာငိုတောင်ငိုချလိုက်တယ်မိုးခွေးတွေကိုဆဲတဲ့အချိန်မှာခွေးမအားလာတွေနဲ့မိုးဒေါသထွက်တဲ့အချိန်မှာမိုးတခါမငိုဘူးနော်ဒါပေမဲ့မိုးရဲ့အလူစင်တွေမိုးပြောတဲ့စကားနားမထောင်တာမယုံကြည်တာကိုမလစ်အလေးမထားတာကိုလေမိုးငိုတယ်ဒေါသထွက်တာလေသူတို့ဆူတာမကငိုချလိုက်တာဟုတ်တခါတော့လုံးဝထိုင်ထားလို့မရတော့ဘူးအဲ့လိုမျိုးဖြစ်တယ်တကယ်ပဲတော်တော်စိတ်ပင်ပန်းတယ်သူတို့တော်လိုင်းလောက်တာမှမိုးစိတ်မပင်ပန်းဘူးစင်ခွေးတွေမှမိုးဘလောက်ပဲတိုက်ခိုက်ဘလောက်ပဲဆဲလူရောက်မှတွေမိုးတိုက်ခိုက်တာဆဲတာများဗျာမိုးရဲ့နာမည်ဖြစ်တာများဗျာမိုးတခါမှမငိုဘူးဒါပေမဲ့မိုးရဲ့အလူစင်တွေကမိုးတတိပေးနေတဲ့အချိန်မှာကိုစောက်ပြူမဆိုင်ဘူးလာတဲ့လူမဲ့ပြောနေတဲ့အချိန်မှာပဲတတိပေးတဲ့အချိန်မှာပဲမနဲ့ဖန်အလင်ခံရပြီကြည်စမ်းညပိုင်မှာသူတို့လာတယ်သူတို့လူမဲ့မနဲ့ဖန်ပတ်စံပို့မယ်ပြောထားတယ်အကိုရေးပတ်စံပို့လို့စင်တေချာကျင်းတော့အကောက်တုထိမယ်နော်အကောက်တုတွေကသူတို့ကစာပဲရေးမယ်နော်အကောက်စီကအတန်ပဲသွင်းတာနော်ပြီးတော့အကောက်စီကအကိုတော့မဆက်တယ်ဘူးနော်ပြောထားတာကိုအကောက်တုကိုတော့ပို့တယ်အဲ့ဒါငိုချလိုက်တာပဲမိုးကဒေါသထွက်တာလေဘလောက်ထွက်လဲဘလောက်ပောက်ကွယ်တယ်ဆိုတာဖုံးကိုပြစ်ပလိုက်ရှင်တယ်သူတို့ကိုရိုက်သားရှင်တယ်ဒါပေမဲ့သူတို့ကအဝေးမှာနေအနားမှာနေလို့စိတ်မိုးရိုက်သားလိုက်ပြီးတကယ်ပဲမိုးအရန်ကိုဒေါသထွက်မိတယ်နားလေလာပြီးတော့တကယ်ပဲထိုင်းလို့မရဘူးဖြစ်နေတယ်နော်တော်လိုင်းရေးတောက်ဆောက်မှာမိုးဆဲခံရတယ်အဆူခံရတယ်မိုးတိုက်ခိုက်ခံရတယ်မျိုးပဲလူရောက်မှာဘက်ကလားဘောမဘက်ကလားဒီဘက်ကတော်လိုင်းရေးတခိုးထောက်ဖို့တွေလားမိုးတိုက်ခတ်တာမျိုးပဲမိုးတခါမငိုဘူးဒါမိုးရဲ့အကောက်တူကိုကွာအကောက်တူဒီအကောက်တူကိုဟန်ဆောင်နေတဲ့လူလိန်တွေကွာသွားပြီးတော့ယုံပြီးတော့ပတ်စံထည့်တာလေငါတော်စိတ်ပြက်တယ်တော်လဲဒေါသထွက်တယ်အဲ့လောက်ဒေါသထွက်တာငါကဘာပေါ်မှာမရှိတော့အဲ့ဒါဒေါသအထွက်ဆုံးပဲဟုတ်ကဲ့ရတယ်ကိုကြီးကျေးဇူးတင်ပါတယ်မမိုးဝေးမရှိဘူးနော်ဝေးရတော့ပိတ်လိုက်ပြီနော်အတိပဲဘာလဲကေပေအတိပဲပြန်တော့သုံးပါတယ်စင်ညီမမိုးရေ900ဘာလွှဲလိုက်ပြီနော်ဟုတ်ကဲ့ပါအမရေဖြတ်ပိုင်ပို့လာပေးပါအောင်နော်ဖြတ်ပိုင်ပို့လာပေးပါနော်ဖြတ်ပိုင်ပို့လာပေးပါစင်အခုဝေးအကောင့်အမြဲတမ်းပို့နေတဲ့သူတွေကျေးဇူးပြု၍ကေပေနဲ့ပြန်တော့ပို့လာပေးပါနော်ကေပေအတိပို့ပေးမယ်လာတောင်းကြပါနော်ကေပေအဟောင်းရောဝေးပေအဟောင်းတွေရောအကောင်လုံးမမို့ပိတ်လိုက်ပြီနော်မရှိတော့ဘူးစင်အသိပဲပြန်တော့သုံးပါတယ်နော်ဝေးရတော့မရှိဘူးအခုလောဆယ်တော့ဝေးအကောင့်မရှိဘူးကေပေပဲရှိပါတယ်ခဏလေးနော်သူ့ပစ္စည်းဝယ်ခိုင်းလိုက်မှငါမနိုင်ဘူးဒီဖုံးခြေတော့မရဘူး
ထွက်လဲထွက်ချင်စရာပဲသူတို့လောက်ပုံကဟုတ်တယ်လေမမို့ဖုန်းဒီနေ့နည်းနည်းစောင်းသွားမယ်နော်ဘာကြောင့်လဲဆိုတော့ဖုန်းချီတော့မကောင်းလို့ပါဒီအခုနေ့တိုင်းသုံးနေတဲ့ဟာလဲပြက်သွားပြီတဲ့အောင်လဲလုပ်လို့မရဖြစ်နေတယ်ကဲပြီးတော့ရေငုတ်ဒီပိုလည်းထည့်ပေးကြမေလို့အကောက်တူအကြောင်းနဲ့ပဲပြောရင်းနဲ့အချိန်လေးကောင်းအဲ့လောက်တော့ပြောနေတာနေ့တိုင်းညတိုင်းလည်းခံရတဲ့သူကစီသေးတယ်ဟုတ်တယ်ဘယ်နှပတ်အထိုးထားတယ်ခေါမီအောက်ဆုံးမှာမယ်လီအကောင့်နဲ့အထိုးထားပါတယ်နော်ဒီစားကြည့်ပါအနောက်အမရေတွေ့ပြီနော်ဒီ2000ဘတ်ဟိုကောင်းမပို့လာပြီနော်ကျေးဇူးတင်ပါတယ်မနေ့ဖန်ရောက်ခမလာတော့မယ်ပြိုးရေအိမ်လူတန်းစင်ရမယ်ငါရဲ့အခန်းဆိုရင်လည်းလမ်းဆောက်တော့မှနေရမစီတော့လုံးတော်လိုင်းရေးလည်းအများဆုံးပြီးပါစေတော့ကွယ်တကယ်ပဲဟာဘယ်တော့ပြီးမလဲမသိတော့အရေးပေါ်လူခံတယ်မြေပြင်မှာလည်းတိုက်တဲ့သူကလည်းကြီးကျယ်တိုက်နေတယ်ဒါပေမဲ့လူတွေကငြိမ်မမိုးကြောင်ညလေမောင်လေးတတိမထားရဘူးလားအမရဲ့ live ဆိုကြည့်သေးတာအမကြောင်ညတယ်လေအကောက်တူကဖုံးမကင်ဘူးစာလည်းမရေးဘူးဗလဲဟိုအတန်လည်းမသွင်းဘူးစာပဲရေးနေတယ်အဲ့ဒါတတိတာအခုကအမကလွဲမဲ့ဆိုရင်အခုလွဲလေအခုနောက်ရဲ့အကောက်စီလေလွဲပါလားနော်မမိုးကလိုက်ပြီးတော့လူမခံဘူးမမိုးလူခံတာ line ပေါ်မှာပဲ Facebook ပေါ်မှာပဲနော် page ပေါ်မှာမမိုး live လုပ်ပြီးတော့လူခံတယ်အရေးပေါ်တယ်အခုမမိုးက campaign တွေအတွက်ကြီးကျယ်လူခံတယ်ငွေတွေအများကြီးပဲလိုအပ်တယ်ငါအဲ့ဒါလည်းငုံအဲ့ဒါလည်းတမှုဘယ်လိုခွဲရမလဲမသိအကောက်တူကသွားပြီးတော့ဆက်တယ်ပြီးတော့အကူကြီးတောင်းတယ်ဖုံးပြန်ဆက်တော့အကောက်တူကဖုံးမကန်လို့မပေးဘူးပေါ့နော်မပေးဘူးအလူစင်ရပေါ့နော်အလူစင်ဟောင်းပါနော် तू မပို့ရဘူးအခုမှမို့အစင်းနဲ့ तू ဆက်သွယ်ပြီးဒါမဲ့ तू လူငွေလူဖို့ तू မပြောဘူးအဲ့ငါလည်းအံ့ဩတယ်ဒါလူဟောင်းပဲအရင်တော့ပတ်စံပို့ဘူးတဲ့ဒါမဲ့အကောက်တူကသူ့ကိုပတ်စံသွားတောင်းတဲ့အချိန်မှာ तू ကကူညီမလို့ပေါ့နော် तू ကပြန်တော့ကူညီမယ်အကောက်တူဖုန်းကို तू ပြန်တော့ဖုန်းဆက်တော့အကောက်တူဖုန်းမကင်ဘူးတဲ့ဒါမဲ့မမို့အစီ तू လာပြီးတော့ဆက်သွယ်တော့ငကောက်တော့မမို့အစီ तू လာပြီးတော့ဆက်သွယ်တယ်ဒီလူစင်ကအိမ်မမို့ပြောတယ်အဲ့ဒီအကောက်အဲ့ဒါကတော့မမို့မဟုတ်ဘူးဒါမမို့ရဲ့အစီနော်မမို့ရဲ့အစီလည်းအလူခံတယ်လေဒီမှာထက်လေမသိဘူးလေအခုမမို့အစီကပြောပြီးသူ့ကိုအကူညီလိုအပ်တယ်လေထည့်လိုက်လေအစီအတူနဲ့အကြောင်းပြောကဲပြီးတော့ရေ12နာရီလဲ12နာရီပဲတနာရီလဲတနာရီပဲလူငိန်တာတော့ငိန်တာပဲပြီးတော့ရေအခုလာလူတဲ့သူတွေကတော့လဆင်လူစင်ရဲ့တဲ့ပဲအသိမတွေ့ဘူးအသိမပေါ်ဘူးညတော့အလုံး900တိတိရတယ်တဲ့နဲ့31မင်္ဂလာပါစဉ်ဝင်လာတဲ့လူသိတယ်နော်ဘိုး SCY ရဲ့ပြည်တော်ဝင်တော့ပရင်ကမ်ပိန်းပြည်တော်ဝင်မဲ့တော့ပရင်ကမ်ပိန်းကြီးအလုံး1000လူခံတယ်ဒီဘက်ကနေဆုံးရေးမပင်ခရိုင်အမ20နဲ့အမ39လိုအပ်တဲ့လေထီးပြစ်တနာနဲ့
จีกาเส้นงาส่งอันญาตว่าจะส่งอดอปะน้องมามวยอดอดอเอดอตันเอยีละดอเอดอตันยีเอเอมามวยอดอตะยาวปะเนาะมามวยอดอตะยาวกาจีกาจะส่งလာတော့လူပေးလိုက်တယ်1000နဲ့4000บาทအခုတော့14စုံလူသေးတယ် PDF 14ရောက်စာ14စုံအသက်14ချောင်းကဲတင်မဲ့အလူရှင်တွေသူရဲကောင်းတယောက်ရောက်လို့စီလို့ရှိရင်ဆက်သက်လာပါနော်မိုးရီကြီးကတစုံဖို့တောင်းယူပေးမယ်နှစ်စုံဖို့တောင်းယူပေးမယ်ရတယ်နော်အောက်ထုတ်ဆိုရင်တော့4400ဘတ်ကြီးကနဲ့ဤကွင်းမြေးဆိုရင်1000ဘတ်နော်တစုံအကောင်လုံးဆိုရင်ကြီးကရောအောက်ထုတ်ရောဤကွင်းမြေးရောဆိုရင်14400ဘတ်ပါကဲပြီးတော့ရေမစီလို့စင်မမို့ထွက်တော့မယ်နော်မမို့လည်းမအားဘူးရှင်โอเคမမို့ရဲ့အခန်းလဲငါဘယ်လိုမျိုးစင်ရတော့မလဲမသိဘူးဖာဆိုရင်လဲစီးတဲ့ဖာတွေအားလုံးကပြန်ထက်ဖာတွေပြည့်ပြီးတော့ဖာတွေလဲဘယ်နေရာကိုဆွဲရလို့မသိတော့ဘူးနော်အခုပုံနေတဲ့အင်ကြီးဆိုလဲအများကြီးပဲကျန်သေးတယ်ဖာတွေလည်းမစီးတော့ဘူးတခါတလေထိုင်းနိုင်ငံမှာသူများပို့လာပေးတဲ့ဖာလဲမမို့မပြည့်ထားဘူးအဲ့ဒီအင်ကြီးတွေပဲပြန်တော့ထက်ပြီးတော့ပြန်တော့သိအခုဆိုရင်ကတင်အောက်မှာရောကတင်ပေးနာမှာရောကတင်ခေါင်းပေါ်မှာရောအကောင်လုံးအင်ကြီးတွေတက်တော်လာရေးအင်ကြီးတော်လာရေးပဲအဲ့အောက်ထောက်အများကြီးပဲဟာကောင်းကြိုက်လိုက်တာမမို့တိတ်လိုက်တော့မောပြီးဘာမှမလုပ်ချင်တော့ဘူးကွယ်မောတွေ့တာနဲ့မောပြီးဘယ်လိုလုပ်မလဲရောက်ခမဝင်လာလို့ရှိရင်သွားပြီးတာကိုရခမမနေ့ဖန်ဆိုရင်လာတော့မယ်ဟဲ့ခဏလေးဒီနေ့ဗာနေ့လဲဟုတ်တယ် Tuesday ထားလိုက်ပါတော့သူ့ကိုလည်းပြောထားပါတယ်ဟိုတနေ့တော့သူ့ဖုန်းဆက်တာသူ့ရဲ့မွေးနေ့လေသူ့ပြောတယ်ငါသူ့ကိုပြောတာမိုးမအားဘူးနော်ဝင်တွေ့တဲ့အတိုင်းပဲမိုးကလေအချိန်မရှိဘူးလိုက်လွှင့်ရတယ်အလူခံရတယ်ပြီးတော့အိမ်ကိုလည်းတန့်စင်အရင်တော့လိုမျိုးတန့်စင်ဖို့အချိန်မရှိဘူးလို့သူ့ကိုပြောတယ်အခန်းမှာဆိုရင်လေလမ်းဆောင်ဖို့နေရာမရှိဘူးလို့သူပြောတယ်သူဝင်လာမယ်ဆိုရင်တော့နည်းနည်းတော့တတိထားအောင်နော်ဒါပေမဲ့မိုးကလည်းတန့်စင်တယ်နော်ပြီးတော့တန့်စင်တယ်အင်ကြီးတွေကိုလေဖာထဲမှာတစ်ဖာထည့်ထားတယ်ဒါပေမဲ့အင်ကြီးများတဲ့အချိန်မှာကိုကနေ့တိုင်းပဲလိုက်လွှင့်ရတယ်ဟုတ်လားတနေ့နှစ်ခါသုံးခါလိုက်လွှင့်တဲ့အချိန်မှာအင်ကြီးတွေရွေးရတယ်လေရွေးပြီးတော့ပြန်တော့ဝိုးပြီးတော့တချို့အင်ကြီးချွေးထွက်လို့စမှုဆိုရယ်နော်ချွေးမထွက်လို့စမမို့ဒီလိုမျိုးပဲဟိုလမ်းထားတယ်အင်တာထဲမှာပြီးတော့6လို့စရင်ပြန်ဝိုးတယ်အဲ့လိုမျိုးကိုပဲမသွားတာလေတားတဲ့အင်ကြီးတွေတချို့မှချွေးထွက်တော့စော်ရတယ်အဲ့ဒါနန်းတယ်ဗာလဲအခုပြည့်နေတာပဲ तू မသိတော့ဘူးလေငတ်မို့လဲ तू နဲ့မဆဲတော့ဘူးအရင်တော့ဆိုရင် तू ဝင်လာလို့ तू လာတော့မယ်ဆိုရင်လေမမို့တနေ့ကောင်တော့လိုက်မလွှင့်ရဘူးမမို့အကောင်လုံးအိမ်တန်းစင်းတယ်အခန်းမှာလည်းအကောင်လုံးစင်းနေတာပဲအိမ်သားရောအကောင်လုံးတန်းစင်းတယ်အခုကျတော့ဒီတခါတော့မနိုင်တော့ဘူးနော်မနိုင်တော့တကယ်ပဲအရန်များလုံးတယ်ပစ္စည်းတွေထိုင်းနိုင်ငံကပစ္စည်းတွေကိုယ့်ရဲ့အလူချင်းတွေလက်ဆောင်ပေးတဲ့ပစ္စည်းတွေအင်ဂျင်တွေလည်းဟိုရောက်လာတယ်လေခဏရောက်လာဆိုတော့ပစ္စည်းတွေကပုံတော့အခန်းအဲ့လောက်ပဲစီတဲ့အခန်းမကြီးလာဘူးလေပစ္စည်းကတော့များလာတယ်အဲ့လိုမျိုးပီတူထဲမှာလည်းပြည့်အခုမှမွေးရခင်မွားပြောတယ်နေ့အခန်းနဲ့ဆင်းလိုက်တော့တဲ့ငါလမ်းဆောက်ဖို့နေရာမရှိဘူးတဲ့ငါပြန်ဒီဘက်အခန်းသူပြန်တော့အိပ်ရမယ်ဟိုသူအိပ်တဲ့အခန်းတော့တာကြီးပြန်တော့အိပ်တာကြီးရဲ့အခန်းရောက်ခမအိပ်မမောတော့ဆိုဖာခန်းမှာအိပ်ရမယ်ဆိုဖာခန်းမှာပဲလိုက်လွင့်ဆိုဖာခန်းမှာပဲအိပ်အိုးကဲဘယ်လိုများမလဲတော်လိုင်းရေးလဲဘယ်တော့ပြီးမလဲမသိနော်ကိုကအမြန်ဆုံးပြီးစီချင်တာနော် PDF တွေလည်းပတ်နဲ့တိုက်တဲ့သူကတော့အာရပါရတိုက်ဒါပေမဲ့အခုဒီတရက်နဲ့ဒီတရက်ကနေ6ရက်နေ့အထိလူငိမ့်တယ်နော်ပြီးတော့နော်တွေ့မှာပါနော်မိုးလိုက်လွှင့်တဲ့ချိန်မှာငိမ့်တယ်နော်ညပိုင်းမှာလည်းငိမ့်တယ်နေ့ပိုင်းမှာလည်းငိမ့်တယ်လာလူတဲ့သူကအနည်းစုပဲစီးတယ်ဘာဖြစ်ဘူးအဲ့ဒါတွေကြတော့ကိုဘာမှလုပ်လို့မရပါတော့သူတို့ဒီပွဲရပြည်သူပါမပြည်သူစီလုံးမပြည်သူညီညွတ်မနိုင်မယ်ဟိုထောက်ဖို့ဘလောက်ပဲရဲဘော်တွေကဘလောက်ပဲတိုက်ချင်ပြည်သူဘက်ကမပါလို့စင်တော့မလွယ်ဘူးပေါ့နော်အဲကြောင့်နိုင်ချင်သေးလားမင်းအောင်လည်းရောက်မှတော့ကိုဒီလိုမျိုးပဲဆက်ပြီးတော့ထိုင်ကြည့်မလားနော်နိုင်ချင်သေးလို့စင်ရတဲ့နည်းနဲ့ထောက်ပံ့ပေးကြကူညီပေးကြအခုမှချစ်သူဆိုရင်လည်း
တတော်ချင်းနေစိုးနေပေါ့နော်ပြောမယ်ဆိုရင်မောင်ချစ်သူဘက်ကဒီဘယ်လိုခေါ်မလဲသူ့ရဲ့အိမ်အေးမောင်ချစ်သူအကြောင်းပြောမယ်ဆိုရင်သူ့ရဲ့အိမ်သူများရိုက်ပေးတယ်မမို့ပြန်တော့ချဲတယ်တွေ့လားမောင်ချစ်သူရဲ့အိမ်ကလေကားအလုံးပေါင်းများစွာအိမ်ကြီးပဲနန်းတော်ထက်ကြီးတယ်မောင်ချစ်သူရဲ့အိမ်ကသူ့ရဲ့အိမ်ကအလုံးပေါင်းများစွာကြီးတယ်စမို့ကောင်းစင်ပြတော့တက်လိုက်တယ်မကြခင်မောင်ချစ်သူရဲ့အိမ်နဲ့ပြည်သူရဲ့အိမ်ပဲဖြစ်တော့မယ်မင်းအွန်လိုင်းရဲ့ channel တွေမြည်ကြမှာသူများအကောင် NUG ရောင်းလိုက်တာအများကြီးပဲလေခုမောင်ချစ်သူအိမ်ဆိုနေသူများသိမ်းမှာပဲပြည်သူမပူနဲ့သူ့ဘခွေးမြောက်လိုက်တေးလို့စင်မောင်ချစ်သူလည်းကြဆောင်မှာပဲအခုသူတို့လည်းစစ်ကြောင်းထိုးလာတယ်လေကိုဒီဘက်ကကရင်စစ်သားတွေမဟာမိတ်ပူပေါင်းဖွဲ့တွေဒီ PDF တွေပေါ့နော်အပြတိုက်လို့စင်ဒီမေအေလို့တွေလည်းမကြံဘူးပြီးတော့တုံလိုင်းသမားတွေပြတ်သားဖို့ပဲလိုတာနော်ကရင်ပြည်နယ်မှာတိုက်တဲ့လူတွေပြတ်သားဖို့ပဲလိုတယ်ပြတ်သားလို့စင်ဘယ်အဖွဲ့အစည်းမဆိုမမို့ပြောတယ်စစ်ကောင်စီအဖွဲ့လားမအားလားအဖွဲ့လား DKBA တစ္ဆာဖောက်လောက်ကောင်ဖွဲ့လား PC BGA တစ္ဆာဖောက်လောက်ကောင်ဖွဲ့လားဟိုရာစီယာဖွဲ့လားဘယ်အဖွဲ့မဆိုလာခဲ့လိုက်သူတို့လောက်လို့မနိုင်ဘူးနော်တကယ်လောက်တဲ့နေရာတွေကမှမလို့မျက်မြင်သက်သေနဲ့တွေ့ရတယ်ဒီဘယ်လိုမျိုးလောက်လဲဆိုတာရခိုင်တကယ်လောက်လို့ဘသူကတိုက်လို့နိုင်တယ်ကချင်တကယ်လောက်လို့ဘသူကထိန်းလို့နိုင်တယ်အကောင်လုံးသူတို့မျိုးတွေပေးရတာပဲလေနော်မင်းအောင်လိုက်ဘာမှလုံးလို့မရဘူးနေဆာဆော့တက်လဲဘာမှကောက်ွယ်လို့မရဘူးအကောင်လုံးကချင်ရတယ်လေကချင်တဲ့မြေမှာစီးတဲ့မျိုးတွေကအများပြအဲကြောင့်ကရင်ပြည်နယ်လည်းဒီလိုပဲအေးဟုတ်တယ်စက်ကူဘာပြောနေလဲအော်ကောင်းတယ်ကိုရေးထိုင်းပန်ထဲမှာတခါတည်းပို့လို့ရလို့စင်ကောင်းတာဗောဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကဲ153ယောက်ပြောပြပြီးစင်ပြပြီးနော်ဒီ9လပိုင်းကမ်ပိန်းကဘတ်ငွေ2 သန်းနဲ့2 သိန်း 5 သောင်းโอเคမင်္ဂလာပါမေစုရေခုမှပဲလာတာလားဟုတ်တယ်စက်ကူဟုတ်တယ်ဖာမဟုတ်ဘူးမမို့ပြောတာမားတယ်ထိုင်းနိုင်ငံမှာသူများပိုက်စင်နေပစ္စည်းတွေပို့တဲ့အချိန်မှာလေစက်ကူဟုတ်လားအေးဖာမဟုတ်ဘူးနော်အေးစက်ကူဖာကြီးပေါ့စက်ကူပုံးလားโอเคမင်္ဂလာပါထွက်ရတော့မလားဒီမှာမအားတော့ဘူးနော်ပြောပြပြပြီးနော်ရင်းမပင်ခရိုင်အမ20 PDF ကြီးက15ဆောင်လို့တယ်ညတော့တစုံပဲရသေးတယ်14ဆောင်လို့သေးပါတယ်စင်โอเคပြီးတော့နယ်စုံနော်ရခိုင်ကရင်နေစမ်းတောင်နေပြီးတော့ပုကူမကွေးမန္တလေးကချင်ချင်းတနင်္သာရီတိုင်းတော့ဘတ်ငွေ6 သိန်းနဲ့ 5 သောင်းလို့တယ်နောက်ပြီးတော့ဒီပြည်တနာတော့ဘတ်ငွေ2 သိန်းနဲ့ 10 သောင်းလို့တယ်ဒီဘက်ကဘိုးရဲ့စေဝါကံပဲကြတော့ဘတ်ငွေ17 သိန်းလို့တယ်ကြီး2 သောင်းနော်အရေးပေါ်အကူညီလိုအပ်ပါတယ်စင်ဘယ်နေရာမဆိုပွဲချမ်းတယ်နော်ဘယ်သူမှအလကားမနေဘူးခွင့်မို့လူခံပေးတဲ့ကမ်ပိန်းအားလုံးကအကောင်လုံးအရေးကြီးပါတယ်စင်အကောင်လုံးအလုပ်လုပ်တယ်โอเคနော်ပြောထားပြီးလားစာတွေထုတ်ပြီးဆိုရင်လာပြီးတော့ထည့်ပေးကြတော့မမိုးလိုင်းထွက်ပြီးတော့လူခံမယ်နော်အကောက်တူတတိထားပါအကောက်တူကြတော့မမိုးပုံနဲ့သူတို့သုံးမယ်မမိုးနာမည်နဲ့သူတို့သုံးမယ်ဒါပေမဲ့သူတို့စာပဲရေးမယ်ညီတို့မအားတဲ့ချိန်မှာသူတို့ဖုံဆက်မယ်ညီတို့ဖုံပြန်တော့ကင်လို့စင်ဖုံဆက်လို့စင်သူတို့ဖုံမကင်ဘူးပြန်တော့စကားမပြောဘူးအဲ့ဒါလူလိန်နော်မမိုးအစီကနေတို့တော့ပြီးတော့မအားဘူးမမိုးအစီကနေတို့သွားပြီးတော့ပတ်စံမတောင်းဘူးโอเคအတန်ပဲသွင်းပါတယ်စင်ကျောင်းမွေးအကောက်ကိုဆက်သွယ်လာပါမမို့အကောက်စစ်ကိုဘယ်လိုမျိုးဆက်သွယ်ရမလဲမတက်လို့စင်လှုပ်လို့မတက်လို့စင်ကိုဘေးနာကလူကိုမေးနော်အကောက်စစ်ကိုဆက်သွယ်တဲ့အချိန်မှာမမို့ပြောပြမယ်ခဏလေးမမို့နမူနာပြမယ်အခုလိုက်လွှင့်နေတယ်နော်လိုက်လွှင့်လိမ့်မလွှင့်လိမ့်မမို့ရဲ့ messenger ကိုဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတာဒီလိုပုံစံ
နာလေးခဏစောက်ပြပါနော်မမိုးလည်းအခုကြိုင်နေတဲ့သူကတော့အကလုံးသိမှာပါနော်မိုးလည်းပြစရာမလိုတော့ဘူးထင်တယ်မပြလိုက်မယ်ကွာပြလိုက်မယ်အကောက်စစ်ကိုဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတာအခုမှမိုးလိုက်လွှင့်နေတယ်နော်မိုးကိုရဲ့အကောက်နော်ကရင်အင်ကြီးအနီအောင်သူ့ရဲ့နာမည်မိုးကိုမှာနှိမ့်လိုက်မမိုးရဲ့နာမည်မိုးကိုမှာနှိမ့်လိုက်နော်ဒီမျိုးထွက်လာလို့စင်မအပြည့်ကမိုးရဲ့ပုံကတွေ့လားအဝမိုင်းလေးနှိမ့်လိုက်ဒါမဲစင်ချက်နေရနှိမ့်နော်လက်မလာထောင်ပေးအတန်ပဲဖြစ်စားပဲဖြစ်ရေးလာခဲ့ပြီးတော့မမိုးကအတန်ပြန်တော့သွင်းမယ်ဒါပဲနော်ဒါမှမိုးလိုက်လွှင့်တဲ့ချက်မှာမမိုးသူတို့စာလို့မတွေ့ဘူးဘယ်လိုမျိုးနှိမ့်ရမလဲပေါ့နော်တခုကတော့ဒီမှာနာမည်မဟုတ်လို့စင်တပ်ပုံထဲမှာနှိမ့်နော်နာမည်နှိမ့်လိုက်နာမည်နှိမ့်လို့စင်မှာမဲစင်ချက်မဲစင်ချက်ပြီးလို့စင်လက်မလာထောင်โอเคလွယ်လေးပဲအကောက်စစ်တူစစ်စေးမယ်ဆိုရင် follow ကြည့်အကောက်စစ် follow နဲ့သိန်းကျော်အကောက်တူဘာမှမရှိဘူးလူတယောက်နဲ့ယောက်အချိန်ဆွဲနေရေမအလားပိုကြိုက်တယ်သူကတက်ဆိုးစီရှင်နေတာမအလားတက်ဆိုးစီလေပြည်သူတွေနိနာလီနိုင်ငံနိနာလီပဲတဲ့ဒါကြောင့်အချိန်မဆွဲပဲညီညွတ်ပေးကြပါအဲ့ဒါကိုပြောနေတာလုံးမတက်ဘူးဆိုတာဟုတ်ပါမလားအေးညီမလေးမမပြောပြမယ်နိုင်ကင် USA ကအဖွာတယောက်လေသူမမိုးရဲ့ live ဆော့ကိုလေနှစ်နှစ်သုံးနှစ်အတွင်းသူကြည့်တယ်ဒါပေမဲ့သူမမိုးဆက်တယ်လို့မတောက်ဘူးတချို့လူတွေစီးတယ်တချို့လူတွေအများကြီးပဲညီမသူတို့မမိုး live ဆော့ကိုနေ့တိုင်းပဲသူတို့ကြည့်တယ်မမိုးကိုဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတော့သူတို့လောက်လို့မတောက်ဘူးဘာဖြစ်လို့လောက်လို့မတောက်လဲမလစ်လာဘူးမမေးဘူးလေအမှန်တကယ်ဆိုရင်လူဆိုတာဆက်ဆရာမလို့ဘူးကိုလောက်လို့မတောက်လို့ရှိရင်လောက်တတ်တဲ့လူကိုမေးကိုဆက်ဆရာမလို့ဘူးနော်မေးရဲတဲ့သူတွေဆိုရင်လေအမေးရဲတဲ့သူတွေနော်ဟိုဆိုရင်လိမ္မာတယ်ပေါ့နော်တချို့တွေကသူတို့ကြောက်တာတခုပဲအဲကြောင့်တချို့လူတွေကအပြင်တွေထွက်လို့မတက်ဘူးနိုင်ငံခြားထွက်လို့မတက်ဘူးဘယ်နေရာမှာခီးသွားလို့မတက်ဘူးကားတွေလည်းစီးလို့မတက်ဘူးဆိုတာအဲ့ဒါပါလေသူတို့စာမတက်တာမဟုတ်တော့စာတက်တယ်ဒါပေမဲ့သူတို့အကြောက်ထူတယ်ဆက်တက်တယ်ပြောမယ်ဆိုရင်မေးလို့မရဲဟိုမေးလို့မရဲပြောအဲ့လိုမျိုးပေါ့နော်ဟိုမေးလို့မရဲဒီမေးလို့ဆိုရင်စိတ်မရောက်ဘူးကြောင့်လူဆိုတာလေမေးရဲရမယ်စကားပြောရဲရမယ်ပေါ့နော်တတိစီရမယ်လောက်ကြည့်ရမယ်မလောက်ကြည့်တဲ့အရာတွေဖုံးဆိုကန်လို့မတက်လို့စင်ကန်တက်လာအောင်လေ့လာအဲ့လိုမျိုးပေါ့နော်တချို့မှာဖုံးပဲကန်တယ်ဖုံးဘယ်လိုမျိုးနိုင်ရမလဲမသိဘူး Facebook ပဲကစားတယ် Facebook ဘယ်လိုမျိုးတောင်းရမလဲမသိဘူးအဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်ကိုရဲ့အုံနောက်ရှိတယ်အုံနောက်3ပေးကြဟုတ်လား3ပေးကြပါတချို့မှာအုံနောက်မ3ဘူးဒီလိုမျိုးပဲမတိုးတက်ဘူးပေါ့နော်မတိုးတက်ဘူးကိုတိုးတက်အောင်လည်းလုပ်ရမယ်နော်ပြီးတော့နော်จ้าผู้ต้องนี่ล่อนเอาเลยน้องคิมิจิบ้านน้องต้องนี่ล่อใส่ตะโชมาเลยพี่တို့ตะโชมาเนี่ยมาပြောမယ်နော်ตะโชมาเลยသူတို့စာတတာတန်းပဲနော်ဒါပေမဲ့သူတို့ Facebook ကင်တာမှမထည့်ကျွမ်းကျင်တယ်အမို့တိဘူးတဲ့လူတွေပေါ့နော်သူတို့ဖိုက်တွေဖွင့်လို့တတ်တယ်ဘာလို့ဆိုတော့သူတို့လေ့လာတယ်မမိုးကဆိုရင်မမိုးကလေးငယ်တော့ဆိုရင်မမိုး Facebook ကင်တာ3နှစ်4နှစ်5နှစ်မမိုးဘာမှမလေ့လာဘူး Facebook တော့မမိုးမကျွမ်းကန်ဖို့မကျွမ်းကျင်ဘူးဘာကြောင့်မလေ့လာဘူးလေဖုံးပဲကင်တယ်ဖုံးကိုဘယ်လိုမျိုးတောင်းရမလဲခလုတ်ဆိုတာအမျိုးမျိုးရှိတယ်လေကိုလေ့လာဖို့ပဲလိုတယ်ကိုတင်ယူဖို့ပဲလိုတယ်မတင်မတင်ယူတာတချို့မှာစာတလုံးမတက်လဲ Facebook ဆိုရင်သူတို့ကန်တာတော်ကျွမ်းကျင်တယ်တကယ်ပဲဒါမှမဟုတ်တကယ်တွေးရတယ်မျက်မြင်သက်သက်နဲ့သူတို့လေ့လာတယ်သူတို့တင်ယူတယ်ပြီးတော့ထိုင်းစာဆိုရင်လည်းပြောမယ်ဆိုရင်လွယ်လေးပဲနော်မသိဘူးလေမမွေးရဲ့သူငယ်ချင်းမတယောက်သူ10တန်းအောင်တယ်နော်သူထိုင်းနိုင်ငံမှာတက်လာတဲ့များပြီးသူပြောတဲ့သူထိုင်းစာသင်ကျင်တယ်မမို့သူ့ကိုသင်ပေးတယ်ပြောအိုးခဲလိုက်တာခဲလိုက်တော့ထိုင်းစာနားမလဲဘူးတဲ့ဘယ်လိုမျိုးခဲလာလဲထိုင်းစာကောကကြီးဆိုတာကောကိုင်လေဟုတ်လားထိုင်းစကားကောကိုင်ခေါ်ခိုင်ဆိုတာပမာစာနဲ့ဆိုရင်ကကြီးခခွေးလေဟုတ်လားပြီးတော့ထိုင်းစာကိုဖားတဲ့အချိန်မှာသင်ယူတဲ့အချိန်မှာလည်းထိုင်းစကားပြောတာကိုလည်းနားထားမယ်ဥမာတချင်းကွာခလာအိုကေ DVD အဲ့လိုမျိုးပေါ့နော်ဖွင့်လိုက်အဲ့ဒီတချင်းထွက်လာတဲ့အချိန်မှာအတန်လည်းထွက်လာမယ်စာလည်းထွက်လာမယ်ထိုင်းစာနဲ့မြန်မာစာ
အရန်စင်တာနော်ခါစင်စင်ပဲနော်ကကြီးခါဒီဘက်မှာကောကိုက်လေခါခွေဘက်မှာခေါ်ခိုင်လေနောက်ပြီးတော့ဆလာအာဆိုရင်ကောအာကာဒီဘက်မှာလည်းကကြီးချာကာတူပဲလေခေါ်အာခါအဲ့မှာလည်းခါခွေချာခါလေတူပဲလေအဲ့ဒါဖြတ်ထုံညာစီလို့စိတ်လွယ်လွယ်လေးပဲမမိုးလေထိုင်းစာတင်ရမမိုးကြောင်းမတဲရဘူးမမိုးကိုတိုင်ပဲမမိုးတင်ယူတယ်မမိုးလေ့လာတယ်မမိုးတခါမှကြောင်းစာထိုင်းကြောင်းမတဲဘူးနော်လေ့လာတယ်မသိလို့စင်ကိုယ့်ရဲ့တထေးကိုမေးတယ်ပြီးတော့သတင်းစာလိုက်ဖားတယ်ထိုင်းတရားစာလိုက်ဖားတယ်မဂ္ဂဇင်းလိုက်ဖားတယ်ပြီးတော့ခလာအိုကေ CD DVD အကုန်လုံးပြန်တော့လိုက်ဖားတယ်အဲ့ဒါနေ့တိုင်းညတိုင်းလှုပ်လို့စင်ရင်လတိုင်းနေ့တိုင်းလှုပ်လို့စင်တနေ့ပြီးတနေ့သူတိုးတက်လာမယ်အဲ့ဒါပဲတချို့တွေကမမိုးတင်ပေးတော့မှသူတို့ခဲတယ်သူတို့ပြောတယ်လှုပ်လို့မတိုက်တာ10တန်းအောင်တော့မမိုးပြောတယ်ဒီလိုစဉ်းစားကကြီးဆိုရင်ခေါ်ကိုင်နဲ့တွဲခါကွေးဆိုရင်ခေါ်ခိုင်နဲ့တွဲထော်ထဟန်ဆိုရင်ထစိတ်သူနဲ့တွဲအဲ့လေသူတို့တူပဲစာလုံးอ่ะတဲ့လားဆလာအာဒီမှာဒီဘက်မှာလဲဗာလဲတဝေထိုးနဲ့ကာကြီးချာနောက်တော့ဝုဆနှလုံးလေးဆလာအာကာဆိုရင်ဝုဆနှလုံးလေးတူပဲတန်ထွက်နောက်တော့မိုင်းထိုးဆိုရင်အော်ကာမင်းလေးအော်ကာမင်းနဲ့တူပဲအဲ့ဒါဘယ်လိုပြောရမလဲမသိဘူးနော်မမပြောတဲ့ထိုင်းစာဝါသနာပါတဲ့လူကတော့တင်ပေးရတာသူတို့ညံတယ်နော်စိတ်မပါလို့စရင်ဘလောက်ပဲတင်မညံဘူး10တန်းပဲအောင်ပွဲပဲရဒါမှမဟုတ်အင်္ဂလိပ်စာသင်ရတာမှမဝါသနာပါဘူးအဲကြောင့်မမို့အင်္ဂလိပ်မကျွမ်းဘူးမမို့သင်ပြီးဆိုရင်မမို့ကောင်းကြိုက်တယ်နားမလဲဘူးအဲကြောင့်မဝါသနာပါဘူးအင်္ဂလိပ်စာနဲ့ဆိုရင်ဟုတ်ကဲ့ပါ900ပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်အော်ဆိုနာဆိုင်ပူမတော့ပချာဆိုင်တော့ပချာနော်မတော့တာဖောနာဘောနာပါနော်ဘောနံဘာနော်ဖောက်ကူပလနော်ထိုက်ဖာနေဖောက်လာပလနော်ကစီကောင်နော်လွယ်တယ်နော်တော်တာဖြတ်ပိုင်းဆိုင်နိုင်ငံခြားရောက်တဲ့လူတွေငါတော့ပြည်တွင်းမှာမဟုတ်လို့လူမြောက်နေတယ်မထင်ပါနဲ့ကိုလှုပ်စာကိုဗလဲကိုလှုပ်စာထဲကခွေးကျွေးနေရတယ်ဆိုတာမမိပါနဲ့ကိုလှုပ်စာကိုမစားရတဲ့ဘဝကလူမြောက်အောင်ပါဝင်ပေးကြပါကျေးဇူးတင်ပါတယ်မဟုတ်တရာကြီးဒီလိုမျိုးများရေးပေးကြပါတရားနဲ့ဆက်နေရောက်မင်္ဂလာပါဒီဘက်မှာညနေပိုင်း9နာရီတိုးတော့မယ်နော်လူကတော့ငြိမ်နေတော့မယ်တယောက်2ယောက်ပဲလာတယ်ဒီမနေ့ငွေဝင်တာပဲ2ယောက်လဲခဏလေးနော်ဖြတ်ပိုင်းဆိုတာပဲ2ခုရလဲโอเคခဏလေးဒါညတော့ကမောင်လေးဆန်းဦးကသူကဖြတ်ပိုင်းသူကနှစ်ခါပါဝင်တယ်နော်1000ကျ9ရက်နေ့6ရက်အကျွေးတယောက်လာစားတယ်1000လား1000ကျွေးတယောက်လာစားတယ်900ဒီမှာ9000နဲ့900 1000နဲ့9009000နဲ့900ဒါတော့အခုတင်ကွယ်ငဲ့များခုနရတော့အကျွေးစားတယ်ဟုတ်တယ်1000နဲ့900 9000 1000 1300 1000 989 1000 1000 1000 1000 အိုး1000ကျော်ပဲဆူလာက1000ပါပို့လိုက်ပြီးတဲ့ညတော့ကမဟုတ်လားကိုဆူလာရဲ့ငွေရမမို့စရင်သွင်းပြီးနော်ဟုတ်မနော်အကျွေးပြန်လာစားတယ်တင်လေ1000နဲ့1000ကျော်ပဲရသေးတယ်ပြီးတော့ရေဒါဟိုးမနေ့ကမို့အဲ့ရထားတာနော်ဟိုးမနေ့ကအဲ့ရထားတာအမှန်တကယ်ဆိုရင်1000ကျော်မရဘူးနော်ဘာလို့ဆိုတော့မမိုးရလဆင်လူစင်တရားတလားဆိုရင်9000ပါဒီနေ့သူပတ်စံပို့လာပေးတယ်မမိုးရလဆင်လူစင်ကအဲ့ဒါဒီ9000တာမပါလို့ရှိရင်မမိုးဘယ်လောက်ရမလဲဒီနေ့ဆိုရင်3000ကျော်4000 3000ကျော်4000ကျော်ပဲရမယ်ဒါဟိုးမနေ့ကနေအခုထိနော်အဲ့လောက်ပဲရတယ်ပြီးတော့ဒါလကောင်နော်လကောင်တာမကြသေးဘူးကိုဆူလာတော့น่าจะเป็น
မိုးအော်ထုံလာမသိဘူးဟိုင်ဘယ်အကောင့်မစိုးငိမ့်တာပဲကိုဆူလာကဘာဖြစ်လို့သူ့ကိုစားလို့မတွေ့ဆိုက तू ကလေမိုးအဲ့လေအကောင့်မှလာတာမိုးအဲ့လေမှမိုးတိတ်ပြီးတော့မကြည့်ဘူးမိုးအဲ့လေကအလူစင်တိတ်ပြီးတော့မစီဘူးလေအကောင့်တိတ်ဖြစ်နေတာဒီမှာလေကိုဆူလာမနေ့ကပို့လာပြီလေ9ရက်နေ့မှလေထောင်မ तू ပို့လိုက်ပြီကဲပြီးတော့ရောမို့ထွက်တော့မယ်နော်ထမင်းစားမယ်ပြီးတော့အိမ်တွေနည်းနည်းပါဆင်းလိုက်မယ်ပြီးတော့အခန်းကိုလည်းပုံနေတဲ့ဟိုအင်ကြီးပုံနေလဲငါပဲမှာသွားပြီးတော့ထဲရမလဲမသိတူမ1000ကိုဆူလာရေခဏလေးမနေ့တုန်းက9ရက်နေ့အကူက1000မပို့လာပေးပြီးဟောအခုနောက်ထပ်1000ကိုထားထည့်ပေးတာလားတူမ1000ကဒီမှာလေးအကိုပို့လာပေးတာမနေ့တုန်းကလေ1000လေးဒီမှာဒီ6ရက်နေ့မှာနောက်ထပ်1000ပို့တာလားဒီ6ရက်နေ့မှာနောက်ထပ်1000ပို့တာလားပို့လို့စင်ဖြတ်ပိုင်ပို့လာပေးပါနော်ဖြတ်ပိုင်ပို့လာပေးပါစင်โอเคပါမို့ထွက်တော့မယ်ညကျရင်တွေ့ကြမယ်နော်အခုမအားတော့လို့ပြီးတော့ရေထွက်ရမယ်နော်မမို့မအားလဲ24နာရီလူခံပါတယ် Messenger အကုန်လုံးဖွင့်ထားပါတယ်နော်ဆက်သွယ်လာပါမမို့ပြန်တော့ဘယ်နှပါပို့ထားပေးမယ်နော်โอเคအဲ့လောက်ပဲ bye bye ဖုန်းချီတော့လည်းအဆင်မပြေဘူးမမို့ခင်မို့ဖုန်းဆက်တာသူကအလုံးမှာမမို့ပြောတယ်ငါရဲ့ဖုန်းချီတော့ဝယ်လာတော့ငါသုံးလို့မရတော့ဘူးဒီနေ့ပြက်ပြီပေါ့နော်သူပြောတယ်မှာထားပြီးတဲ့ online မှာ online မှာဆိုရင်ဘယ်နည်းရောက်လာမလဲကိုလည်းမသိဘူးအဲ့လောက်ပဲနော် bye bye